ဒီကနေ့သာသနာတော်နှစ်2555ခုကောဇာတိတ်1383ခုနတ်တော်လာဇန်4ရက်နေ့ည2011ခု17လပိုင်း29ရက်နေ့အင်္ဂါနေ့ညချိန်ခါကာလမှာဒကာကြီးဒကာမကြီးများကိုဦးဇင်းတို့ဗာတရားဟောမှာလဲဆိုလို့ရှိရင်ကုလကနိကေဓမ္မပဒပါဠိတော်မှာပါပဝတ်ထဲမှာလာရှိတဲ့အနာတပိန်တထေးကြီးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဂါထာနှစ်ပုဒ်ထိုတရားဂါထာနှစ်ပုဒ်ဟောကြားရခြင်းရဲ့အကြောင်းနိဒံပြီးတော့ဦးဇင်းတို့950ဇာတကနိပတ်တော်တိကနိပတ်မှာလာရှိတဲ့တိရိဇအဲ့ဒါလို့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ကုတ္တကနိကေတွေကအကြောင်းအရာတွေကိုစုပေါင်းပြီးတော့ဗမာလူတရားကောင်းစဉ်လေးမှတ်သားလွယ်အောင်ဦးဇင်းတို့ပေးပါမယ်အနာတပိန်နဲ့ကံတရားလို့တရားကောင်းစဉ်ကိုအဲ့ဒါလို့မှတ်ရမယ်ပြောကြည့်ပါဦးဗျာအနာတပိန်တထေးကြီးရဲ့အကြောင်းအရာတွေအဲ့ဒီအနာတပိန်တထေးကြီးကိုပဲအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောကြားခဲ့တဲ့ဒေသနာတော်တွေအဲ့ဒီဒေသနာတွေထဲမှာလည်းပဲကောင်းမှုကံမကောင်းမှုကံနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောခဲ့တဲ့အကြောင်းတရားကံတရားတို့ရဲ့စမ်းကြယ်ပုံကံဆိုတာဘဝကနေဒီကနေ့တိုင်အောင်အတိတ်ကာလကပြုခဲ့တဲ့မိမိရဲ့ကောင်းမှုမကောင်းမှုကိုကံလို့ခေါ်တာမဟုတ်လားအဲ့ဒီကံတရားတို့ရဲ့စမ်းကြယ်ပုံတွေဒီကနေ့ညပိဋကပေါင်းသူတော်ကောင်းတို့တနာရီ15မိနစ်ခန့်အချိန်ယူပြီးတော့နာယူကြည်ညိုကြရမယ်ဒီတရားတော်ကိုဦးဇင်းတို့ဘယ်လိုစိတ်ဆန္ဒနဲ့ဘယ်လိုရည်ရွယ်ပြီးတော့ဟောတာလဲဆိုလို့ရှိရင်အထူးသဖြင့်လူငယ်တွေကောင်းတာလုပ်လဲကောင်းတာဖြစ်ချင်မှဖြစ်မှာပါကွာမကောင်းတာလုပ်လဲပဲမကောင်းတာတွေကဖြစ်ချင်မှဖြစ်မှာပါကွာလို့ကောင်းမှုမကောင်းမှုရဲ့အပေါ်မှာသိမြင်နားလည်မှုယုံကြည်မှုယုံနေနေခဲ့မယ်ဆိုရင်အဲ့ဒီယုံကြည်မှုတိုးတက်စေဖို့ဥတည်ပြီးတော့ဒီကနေ့ညပြောမှာဟုတ်လားမိမိတို့ရဲ့ဉာဏ်ကလေးတည်တည်ကလေးနဲ့ပတ်ဝန်းကျင်လောကကြီးကိုကြည့်ပြီးတော့ဟာဟိုလူတွေမကောင်းတာတွေလုပ်ပြီးတော့အခုကောင်းတာတွေဖြစ်နေတယ်မြတ်စွာဘုရားကဟောတယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်ရမယ်လို့ဟောတယ်ဘယ်နဲ့ကြောင့်ကောင်းတာကြီးဖြစ်နေလဲတူတူတိတ်တိတ်စိတ်ထဲမှာအဲ့လိုအတွေးလေးတွေရှိတတ်တယ်ကြဲကြဲလောင်လောင်မပြောရဲပြီမယ်လို့လေအေးကောင်းတာတွေအများကြီးလုပ်နေပြီမယ်လို့ကောင်းတာတွေမဖြစ်ဖဲနဲ့စင်စင်ရဲရဲနွမ်းနွမ်းပါပါဖြစ်နေတာတွေကိုမြင်တော့လေကောင်းတဲ့ကုသိုလ်တရားတွေကကောင်းကျိုးချမ်းသာကိုဖြစ်စေတာဟုတ်မှဟုတ်ပါမလားလို့တန်တရားလေးတွေတချို့ဦးဇင်းတို့ကိုလာပြီးတော့ရှောက်တာတောင်ကြုံရဘူးတဲ့အဲ့ဒါလိုပုဂ္ဂိုလ်မျိုးကိုအဓိကရည်ရွယ်ပြီးတော့ဦးဇင်းတို့ဒီကနေ့ညအနာတပိန်နဲ့ကံတရားလို့တရားကောင်းစဉ်လေးတက်ပြီးတော့ပြောပါမယ်တကယ်လို့ပိဋကပေါင်းသူတော်ကောင်းကြီးသူတော်ကောင်းတို့ရဲ့စိတ်ထဲမှာအဲ့ဒါလိုကောင်းမှုကံမကောင်းမှုကံတို့ကိုတန်တရားမဖြစ်ဘူးဆိုရင်လည်းပဲမိမိပတ်ဝန်းကျင်မှာအဲ့ဒါလိုကံတရားရဲ့ပုံမှာတန်တရားဖြစ်နေတဲ့ပုံကိုယ်တွေကိုတွေ့ခဲ့မယ်ဆိုလို့ရှိရင်ဦးဇင်းတို့ဒီကနေ့ညပြောတဲ့တရားကလေးတွေထဲကနေအကြောင်းအရာလေးတွေကိုယူပြီးတော့ရှင်းပြတတ်ဖို့ညှော်လင့်ပါတယ်အဲ့ဒီရည်ရွယ်ချက်2ရက်နဲ့ဦးဇင်းဒီကနေ့ညဒီတရားကိုဟောမှာဟုတ်လားတခါကြီးမိုင်းညာကိုယ်တိုင်တန်တရားဖြစ်နေတယ်ဆိုရင်လည်းပဲတန်တရားမဖြစ်စေဘူးကမ္မဝိပါကောအစိမ့်တေယောကံတို့ရဲ့အကျိုးပေးဆိုတာလူတာမန်တို့ရဲ့ဉာဏ်နဲ့မစင်စားနိုင်လောက်အောင်နည်းနေတယ်ကံဆိုတာနားလေဖို့ပြည့်ဝနားလေဖို့ကိုယ်အရာမဟုတ်ဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ကိုယ်တိုင်တန်တရားဖြစ်နေမယ်ဆိုရင်လည်းပဲအဲ့ဒီတန်တရားတွေပပျောက်ပါစေတော့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီကနေ့ညဟောမှာကိုယ်တိုင်တန်တရားမရှိဘူးဆိုရင်လည်းတန်တရားရှိတဲ့ပုဂ္ဂိုလ်တွေကိုတွေ့ခဲ့မယ်ဆိုရင်ဖြေရှင်းပေးနိုင်ကြစေဖို့ရည်ရွယ်ပြီးတော့အနာတပိန်နဲ့ကံတရားတဲ့ဟုတ်လားအေးတရားမဟုတ်သေးခင်မှာမြတ်စွာဘုရားကိုရှ िख ိုးပူဇော်ကြောက်ကြအောင်ဆိုဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကို
သိစေတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့တပည့်ယုဒဉာဏ်ဒီဟုသောပညာကိုဒုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကိုယူသည်မြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်ဥက္ကလေးတွေခြေထားကြကရုဏာတိတလဟရယံပညာပိဇောတဝိဟတမောဟတမံသန္နရမရလောကကရောဝန္တိဒုက္ခတံဂတိဝိမု क्त ံကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်ဤမြတ်သောစိတ်နှလုံးလည်းရှိတော်မူပါ၏ထသောပညာပိဇောတဝိဟတမောဟတမံအရဟတမေတိဟုသောအရာဝတ္တဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်ကိုဖယ်ခွာတော်မူပြီးထသောသန္နရမရလောကကရောလူနဲ့ဓမ္မတတဝါနန္ဒတို့ဤကြောင့်ဒီတန်တို့အလေးကလူပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါ၏ထသောကတိဝိမု क्त ံဒေဝမနုဿံနိရယနှင့်ပေတဣဇံလာယရှိငါတဏဂတိတို့မှလီအထူးသဖြင့်ကင်းလွတ်တော်မူပြီးထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာဗရမ ्या ကဲ့သို့ပြတ်သားထင်ထင်သိမြင်ပေတဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညာပရမမမူယုံနဲ့နှပြဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝိနိဝနာမှာကာယဝစီမနောချီ၍သုံးနေဒွါရပနာမဖြင့်ဒုက္ခယောကျိုးလက်စုံမောကရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားမြတ်စွာဘုရားရဲ့လက်ထက်တော်အခါတုန်းကအနာရဘိန်တတိကြီးဆိုတာကိုပေတပေါင်းသူတော်ကောင်းတို့အားလုံးကြားဘူးကြပြီးသားဟုတ်လားမြတ်စွာဘုရားရဲ့သာသနာတော်မြတ်ကြီးကို54 ကလေးလောက်အကုန်ကြခံပြီးတော့သာသနာတော်အတွက်ဆွန့်လွတ်ပြီးတော့သာသနာတော်မှာအင်မတန်တကားဘက်ကနေအကျိုးကျေးဇူးကြီးမားစွာဆောင်ရွက်ခဲ့တဲ့ပုဂ္ဂိုလ်ဒူကြီးပေါ့အနာရဘိန်ဆိုတာအဲ့ဒီအနာရဘိန်တတိကြီးရဲ့အိမ်မှာဥဒ္ဒတိုင်းနေ9ထပ်လောက်ရန်ထားတယ်အဲ့ဒီဥဒ္ဒတိုင်း9ထပ်ထဲက4ခုမြောက်ဥဒ္ဒတိုင်းရဲ့မုတ်မှာနတ်တစ်ယောက်ရှိတယ်အဲ့ဒီနတ်ကမြတ်စွာဘုရားကိုမကြည်ညိုဘူးတန်ဃာတော်ကိုမကြည်ညိုဘူးသူလည်းသူ့အကြောင်းတရားရဲ့ပြစ်ချမှုရဒီမုတ်မှာသူလည်းပဲနတ်အဖြစ်နဲ့ဘဝရဲ့ဒုက္ခကိုခံရတာပေါ့လေအဲ့ဒါလိုနဲ့သူကဘုရားတရားတန်ဃာရဲ့ပုံမှာပို့ပြီးတော့မကျေနပ်ချက်ကဘာကြောင့်ကြီးလာကြလဲဆိုတော့တတိကြီးကတန်ဃာတော်တွေကိုသိပြီးတော့ကြီးညိုတာဆိုတော့နေတိုင်းအဲ့ဒီမုတ်ကနေပြီးတော့တန်ဃာတော်တွေဟာအိမ်ကိုအဝင်အထွက်ရှိတယ်တန်ဃာတော်တွေဝင်တိုင်းအဲ့ဒီမုတ်ပေါ်မှာနေတဲ့အဲ့ဒီနတ်ကအောက်ဆင်းပေးရတယ်တန်ဃာတော်တွေရဲ့သီလကြောင့်သူမနေနိုင်ဘူးလို့ဆိုတယ်အဲ့ဒါလိုအောက်ဆင်းပေးရတော့ဒီတန်ဃာတွေလာတိုင်းသူအလုရှုပ်တယ်ဒါကြောင့်တန်ဃာတွေကိုသူမကြည်ညိုဘူးအဲ့ဒီတော့တထေးကြီးကိုသူမပြောရဲဘူးဒီကိစ္စတထေးကြီးကိုမပြောရဲတော့တထေးကြီးရဲ့သားကြီးကိုပြောတာမင်းအဖေကိုပြောလိုက်ဂေါတမဗုဒ္ဓဥဆောင်တဲ့တန်ခါအဖွဲ့အစည်းကိုလက်ခံကျွေးမွေးနေတာဟာပစ္စည်းကုန်တာပဲရှိမှာပဲအဲ့ဒီလိုပြောတော့သားကြီးကသင်ကဘာလဲသူကလက်မခံဘူးသူကလည်းဖိအိတ်သားပြီးတော်တယ်အဲ့ဒီလိုလက်မခံတော့နတ်ကပျောက်သွားတယ်ပျောက်သွားပြီးတော့အမှုဆောင်လူကြီးခုခေတ်ဆိုရင်တော့အတွင်းရင်မှုတို့ဘာလို့ဖြစ်မဲ့နဲ့တူပါရဲ့အဲ့ဒီအနာရဘိန်တတိကြီးရဲ့အမှုဆောင်လူကြီးစီကိုသွားပြီးတော့ပြောပြန်တယ်တတိကြီးကိုပြောလိုက်ဒီပုဂ္ဂိုလ်တွေကိုကျွေးမွေးနေခြင်းအပြင်ဘာအကျိုးမှမရှိဘူးဒီနေ့ဆင်းရဲလိမ့်မယ်မွဲလိမ့်မယ်အဲ့ဒီလူကြီးကလည်းငါ့ကိုတဲ့ဒီစကားကိုမပြောလို့တကယ်လို့တတိကြီးကရောင်ကိုဆွဲကင်ပြီးတော့အိမ်ကနေကန်ထုတ်မယ်ဆိုရင်တော့ငါဒီစကားမပြောနိုင်ဘူးတဲ့သူကလည်းလူတော်တယောက်ပဲအဲ့ဒီလိုနဲ့တတိကြီးကချမ်းသာတော့တတိကြီးရဲ့အရှိန်ဝါကလည်းရှိတော့နတ်ကတတိကြီးကိုတော့ဓာတ်ရိုက်မပြောရဘူးဗျာဒီလိုနဲ့နေလာလိုက်တာတတိကြီးကနောက်တော့မွဲသွားတယ်အနာရဘိန်တတိကြီးမွဲဘူးတယ်ဘာဖြစ်လို့မွဲလဲဆိုတော့သူ့စီကနေပြီးတော့ငွေတွေကြေးတွေချင်းငှားပြီးတော့ကုန်ကူးကြတဲ့ကုန်တယ်ငယ်လေးတွေရှိတယ်
အဲ့ဒီကုံတယ်ငယ်လေးတွေကတတိကြီးကဘာသာရေးသာသနာရေးပဲလုံးပန်းပြီးတော့စီးပွားရေးကိစ္စကိုသိပြီးတော့စိတ်ဝင်စားမှုမရှိတော့လက်အောင်ငယ်သားတွေနဲ့ပဲလွှဲထားတော့အဲ့ဒီကုံတယ်ငယ်တွေကငွေတွေချီးထားတာကိုပြန်မပေးဘူးရှုလိုက်ရင်ဘယ်လောက်တောင်များလဲဆိုတော့18ကလေးလောက်တောင်ရှိတယ်တဲ့တန်180လောက်ပေါ့နော်အဲ့ဒါပြန်မပေးဘူးနောက်ကံများကလည်းပဲစိုးကျင်တော့အစိဒဝတိမြေကံပေးမှာဘိုးဘွားမိဘလက်ထက်ကစားပိုင်ဆိုင်လို့မြုပ်နှံထားခဲ့တဲ့ရွှေအိုးငွေအိုးတွေကြီးအိုးကြီးတွေကိုအလုံးပိတ်ပြီးတော့မြုပ်ထားတာအဲ့ဒီအိုးကြီးတွေကအစိဒဝတိမြေကတိုက်စားလို့မြေထဲကိုမျောပါသွားတာအဲ့ဒါသမုဒ္ဒရာထိရောက်ရောတဲ့အဲ့ဒါနဲ့တထေးကြီးမှာစီးပွားဥစ္စာဆင်းရဲနွမ်းပါတဲ့အခြေအနေကိုရောက်တော့အခါတိုင်းကောင်းကောင်းမွန်မွန်လှူဒန်းနေရတာတွေကမလှူနိုင်တော့မလှူနိုင်ပြီမလို့အလှူကိုတော့သူမပြတ်စေဘူးပတ်စံမရှိတော့ဘူးဆိုတော့အလှူဝိထုကလည်းပဲသိပ်ပြီးတော့မုံမုံမြတ်မြတ်မဖြစ်တော့ဘူးပေါ့ဗျာအဲ့ဒီတော့သူကဘာပဲလှူရတော့ဆိုတော့ဆွမ်းခွဲထမင်းပုံးရီဟင်းတဲ့ဒါနှစ်ခုပဲသူလှူနိုင်တော့လားအဲ့ဒါလိုနဲ့တတိကြီးကစိတ်မချမ်းသာသူကောင်းကောင်းမွန်မွန်လှူခြင်းတယ်အဲ့ဒါနဲ့ဒီနေ့တော့မြတ်စွာဘုရားကြီးရောက်တော့သူ့ရဲ့ခံစားချက်လေးကိုမြတ်စွာဘုရားကိုလျှောက်တယ်ရှင်ဘုရားတဲ့ပြီးတော့လှူလို့သာလှူနေရတယ်စိတ်ထဲမှာမချမ်းသာလာပါဘူးဘုရားမုံမုံမြတ်မြတ်လှူခြင်းပေးမလို့စီးပွားရေးအခြေအနေရအင်မတန်သနာစရာကောင်းတယ်နော်တတိကြီးကအဲ့ဒါလိုလျှောက်တော့မြတ်စွာဘုရားကတခါကြီးတဲ့ဘောင်းမဲ့ကြောင့်အားငယ်တဲ့လေသံနေနဲ့ပြောရလေတဲ့တကယ်ဆိုလို့ရှိရင်သင်ရဲ့အလှူမှာလှူဝဲဝတ္ထုတွေကမမြင့်မြတ်ပေမယ်လို့သင်ရဲ့စေတနာကလည်းသိပ်ပြီးတော့မြင့်မြတ်တယ်ပြီးတော့သင်ရဲ့အလှူဝတ္ထုပစ္စည်းကိုအလှူခံတော်မူကြတဲ့သံဃာတော်တွေကလည်းသိပ်ပြီးတော့စိတ်ထားလို့ပြောမယ်ဆိုရင်တော့အားပေးစကားလို့ပြောမယ်ဆိုရင်လည်းပြောလို့ရပါတယ်သို့တော့အားပေးစကားတမင်ပြောတာမဟုတ်ဘူးဒါကအမှန်ပဲစေတနာလည်းမြင့်မြတ်တယ်အလှူခံလည်းမြင့်မြတ်တယ်လှူပွဲရုံညံ့ပေးမလို့အဲ့ဒါဘာအကြောင်းလဲအဲ့ဒီမှာမြတ်စွာဘုရားကဝေလာမသုတ်တံဆိုတာကိုဦးဇင်းတို့အင်္ဂုတ္တရနိကေမှာနဝကနိပတ်မှာဟောထားတာရှိအဲ့ဒီသုတ်တံလေးကိုလည်းပဲတခန္တနာတော့ဟောစရာကောင်းတယ်နော်သူကကျေဝန်းတယ်ဒါပေမဲ့လို့ဦးဇင်းတို့ကသိသိချင်းတယ်ဒါကြောင့်9မိနစ်လောက်ကလေးနော်အဲ့ဒီဝေလာမသုတ်တံလေးကိုကြားပြပြောအောင်မယ်နော်တတိကြီးကိုဘာဖြစ်လို့ဦးဇင်းတို့ကပြောခြင်းလဲဆိုတော့အဲ့ဒီသုတ်တံလေးကကုသိုလ်ကောင်းမှုတို့ရဲ့တန်ဖိုးကိုခွဲခြမ်းဝေဖန်ပြတာဒီကုသိုလ်ကဒီလောက်တန်တယ်ဒီကုသိုလ်ဒီလူကုသိုလ်ကတော့ဒီလောက်တန်တယ်လို့ကုသိုလ်ရဲ့တန်ဖိုးကိုဘာလို့ပြလဲခွဲခြမ်းပြတာဟိုကြောက်ကုံတယ်များလို့ပေါ့ဒီကြောက်ကတော့အည်အသွေးဘယ်လောက်ရှိတယ်ဒါကတော့အည်အသွေးဘယ်လောက်ရှိတယ်ဒါကတော့တောင်းကြောက်ဒါကသိန်းကြောက်ဒါကတော့သိန်းထောင်ချီတောင်းချီတန်တဲ့ကြောက်လို့ခွဲပြတယ်လို့မျိုးပေါ့အဲ့ဒီမှာမြတ်စွာဘုရားကတိရစ္ဆာန်တွေကိုလှူရတာတဲ့လူတွေကိုလှူရတာကမြတ်တယ်လူတွေကိုလှူတဲ့နေရာမှာလည်းပဲသီလမပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုလှူရတာတဲ့သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုလှူရတာမြတ်တယ်ပုထုဇဉ်ကိုလှူရတာတဲ့သောတာပန်ကိုလှူရတာကမြတ်တယ်ဒါနကိုပဲခွဲခြမ်းပြတာနော်သောတာပန်တရားကိုလှူရတာတဲ့သဂရဂံတရားကိုလှူရတာကမြတ်တယ်သဂရဂံတရားတဲ့အနာဂံတရားကမြတ်တယ်အနာဂံတရားတဲ့ယဟန္တာတရားကမြတ်တယ်ယဟန္တာတဲ့ပိစိကဗုဒ္ဓမဟာတဝကဧကတဝကပိစိကဗုဒ္ဓထို့နောက်သဗ္ဗညုမြတ်စွာဘုရားကိုလှူရတာကမြတ်တယ်သဗ္ဗညုမြတ်စွာဘုရားကိုလှူရတာထက်သင်္ဃာတော်တွေအမှုပြုတဲ့ဘုရားအမှုပြုတဲ့သင်္ဃာတော်တွေကိုလှူရတာကမြတ်တယ်တဲ့ဒါနရဲ့အဆင့်ဆင့်မြင့်မြတ်သွားကိုဘယ်လောက်ပဲဒါနကောင်းမှုအကျိုးကြီးပါတယ်ပြောအဲ့ဒီဒါနပေါင်းများစွာဘုရားမှုရှိတဲ့သံဃာတော်တွေကိုကြောင်းဆောက်လို့ရတဲ့အကြီးဆုံးဒါနထက်တရဏဂုံ၃ပါးကမြတ်တယ်တဲ့ဟောတရဏဂုံ၃ပါးဒီပိဋကတ်တို့သိတယ်နော်ဘုရားရဲ့ဂုံဘုရားရဲ့အည်သွေးကိုယုံကြည်ပြီးတော့ဘုရားကိုတခေကိုပဲပုံပြီးတော့အားကိုးတာလောကမှာချမ်းသာစီမှာကတော့ဘုရားကလွယ်လို့တခြားမရှိဘူးလို့တန်တရားလွတ်ရေးကိုအဓိကချမ်းသာလို့ရည်မှန်းပြီးတော့ပြောတာနော်အေးတန်တရားတွင်ချမ်းသာကိုရည်ရွယ်ပြောတာမဟုတ်အဲ့ဒါလို့တန်တရားတွင်ချမ်းသာလည်းပဲဘုရားကိုအမိပြုပြီးတော့ရနိုင်တာပါပဲသို့တော့တန်တရားလွတ်ရေးအတွက်ဘုရားဆိုတာကိုးကွယ်ရတာဟုတ်ရဲ့လားအေးဒါကတော့ဦးဇင်းတို့အဆင့်မျိုးမျိုးရှိတာပေါ့ဗျာထားပါတော့အဲ့ဒါလို့ဘုရားတရားတန်ခါယတနာမြတ်သုံးပါးရဲ့ဂုဏ်ကျေးဇူးကိုတကယ်သိပြီးတော့အသက်ပါအပ်ပြီးတော့ပုံပြီးတော့ယုံကြည်နိုင်တယ်ကိုးကွယ်နိုင်တယ်စိတ်ကပ်နိုင်တယ်ဆိုရင်အဲ့ဒီတရဏဂုံဒီဘုရားအမှုရှိတဲ့တန်ခါတော်တွေကိုကြောင်းမုံများစွာဆောက်ပြီးတော့လှူရတာတဲ့မြတ်တယ်တဲ့ငွေကြီးမပြည့်စုံလို့အကြီးအကျယ်မလှူနိုင်လို့ဘာအားငယ်စရာရှိလဲလောကမှာအသိဉာဏ်ရှိရင်ယူရမယ်ယူတတ်မယ်ဆိုရင်ကုသိုလ်တွေအများကြီးယူလို့ရတယ်ဟုတ်လားအေးအဲ့ဒီတရဏဂုံထက်၅ပါးသီလကမြတ်တယ်
၅ပါးတီလာတဲ့နှုတ်တညစ်စာပွားများရတဲ့စစ်မှန်တဲ့မေတ္တာကမြတ်တယ်အဲ့ဒီမေတ္တာတရားဘလောက်မြတ်ပါတယ်ပြောအနိစ္စတင်ညာကိုတော့မမှီပြန်ဘူးတဲ့အနိစ္စတင်ညာဆိုတာကမမြဲဘူးဆိုတာကိုအမှတ်ရတဲ့သဘောကလေးမမြဲပါဘူးပြီးတော့လည်းပြီးသွားတာပဲမပြီးတဲ့တရားတစ်ခုမှမရှိပြီးကြရတာကြီးပဲစိတ်ပြက်เสียလည်းမရှိဘူးစိတ်တက်เสียလည်းမရှိပျော်เสียလည်းမရှိဘူးမဲ့เสียလည်းမရှိဘူးတကယ်စင်စစ်ဘာဖြစ်လို့လဲဆိုတော့ပျော်ချိန်မဲ့ချိန်မရတော့အောင်ကိုပဲယုံနဲ့တရားတွေကမြန်လွန်းလို့ဟုတ်လားတကယ်ဒီမိုင်းမြန်အေးဒါကြောင့်အဲ့လိုအနိစ္စတင်ညာဒီမေတ္တာတရားတဲ့မြတ်တယ်ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီမှာဝေလာမသုတ်တံကုသိုလ်ကောင်းမှုဆိုတာအလူခံရဲ့အပေါ်မှာမူတည်ပြီးတော့မြင့်မြတ်မှုအကြီးအသေးဒါနပိုင်းဆိုင်ရာပေါ့နော်လက်စနဲ့တခါတည်းတရဏုံကပုံမြတ်တယ်တိလကပုံမြတ်တယ်မေတ္တာကပုံမြတ်တယ်အနိစ္စတင်ညာကပုံမြတ်တယ်ဆိုပြီးတော့ရှင်းလင်းချက်တွေထုတ်သွားတာပေတပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့တွေကုသိုလ်ကောင်းမှုတွေရဲ့တန်ဖိုးကိုနားလည်ပြီးတော့ကုသိုလ်တွေကိုစီစီစစ်စစ်ပြုကြမယ်ဆိုရင်ဟိုဗမာစကားပုံလေးရှိတယ်လေအစင်မတက်တော့ဆန်းလျက်နဲ့မလှတယ်ဗါတဲ့အစင်မတက်တော့ဆန်းလျက်နဲ့မလှတယ်အငှင်မတက်တော့ပန်းလျက်နဲ့မရတယ်ဉာဏ်ရှိဖို့လိုတယ်အရာရာဉာဏ်ရှိဖို့လိုတယ်ဦးဇင်းတို့ဒီလောက်ပဲပြောချင်တယ်နော်အေးဒါကြောင့်ကုသိုလ်ကောင်းမှုတွေရဲ့တန်ဖိုးကိုအဲ့လိုခွဲခြမ်းဝေဖန်ပြတယ်ဝေလာမသုတ်တံဆိုတာကိုမြတ်စွာဘုရားကအနာရမီတတိကြီးကိုဟောတယ်စိတ်ထဲမှာတတ္တရာရတာပေါ့ငါရဲ့အလှဝတ္ထုကမမြင့်မြတ်ပေမဲ့လို့ငါရဲ့စေတနာတွေငါရဲ့အလှကိုအလှခံတော်မူကြတဲ့တန်ဃာတော်တွေမြင့်မြတ်တဲ့အတွက်ကြောင့်ငါဘာအားငယ်စရာမှမလိုပါဘူးဆိုပြီးတော့ဒီလိုနဲ့နေတော့စောတော်တုန်းကတော့ပစ္စည်းတွေချမ်းသာနေတော့နတ်ကတတိကြီးကိုမပြောရဲဘူးအခုတတိကြီးဆင်းရဲပြီဆိုတော့နတ်ကလာပြောတာဗျာပိဋကကြီးလောကကြီးရဲ့သဘာဝလည်းတိတ်ကြောက်เสียကောင်းတယ်နော်ပစ္စည်းနွမ်းပါပြီဆိုရင်လူချင်းချင်းနှိမ်တာမပြောနဲ့နတ်ကတော့နှိမ်ရင်တဲ့သဘောရှိတယ်ဟုတ်လားဒါပေမဲ့လူငယ်တွေတရားတဲ့နီလန်းနဲ့ကြီးပွားအောင်တော့ကြိုးစားကြမကြီးပွားရင်ကတော့ခံရမှာပဲလောကကညှာတဲ့သဘောမရှိဘူးနော်အေးဒါကတော့စကားအမြတ်ပေါ့ဗျာဟုတ်လားအေးအဲ့လိုနဲ့နတ်ကဘာလာပြောလဲဆိုတော့တတိကြီးရဲ့အိယာတခန်းကိုတန်းကောင်ရံမှာအယောင်ဝါရီတောက်ပစွာထွန်းလင်းပြီးတော့ပေါ်လာတာသင်ပစုလေ၄ခုမြောက်တကားမုတ်ကနတ်ပါဘာကိစ္စနဲ့ရောက်လာတယ်အဆုံးမဩဝါဒလေးပေးခြင်းလို့ပါကဲပေးပါယူယူတည်တည်ပဲတတိကြီးကတတိကြီးတဲ့ဒီယဟန်ဂေါရမမှုပြုတဲ့သင်္ဃာတော်တွေကိုသင်လှူးနေတာပစ္စည်းပေါင်းဘလောက်ကုန်ပြီလေတဲ့ဒါကိုသင်အခုမရက်သေးဘူးဆိုတော့ဓာတ်ထက်ဆက်ပြီးတော့ဒီတိုင်းသွားနေမယ်ဆိုရင်သင်ဓာတ်ထက်မွဲဖို့ပဲရှိတယ်ဒါကြောင့်ဒီကနေ့ကစပြီးတော့အဲ့ဒီအလှူဝတ်တွေကိုဖျက်ပြီးတော့အဲ့ဒီဘာသာရေးသာသနာရေးကိစ္စတွေကိုရက်ပြီးတော့စီးပွားရေးဘက်ကိုကြိုးစားပါလေဒါသင်္ကငါ့ကိုပေးတဲ့အဆုံးမလားဟုတ်တယ်တဲ့အဲ့ဒါဆိုလို့ရှိသင်လောက်မိုက်တဲ့နတ်မရှိသင်လိုမိုက်တဲ့နတ်နဲ့ငါတနေရာတဲ့အတူမနေနိုင်ဘူးဒါကြောင့်ငါရဲ့အိမ်တကားမှုမှာသင်မနေပါနဲ့ထွက်ပါလို့နှင်ထုတ်တယ်ဗျာသောတာပန်အရိယာသူတော်ကောင်းကြီးကနှင်တဲ့အတွက်ကြောင့်ပုထုဇဉ်နတ်တွေမနေနိုင်ဘူးဟုတ်လားမနေနိုင်ဘူးအဲ့ဒီမှာသူ့သားသမီးလက်ဆွဲပြီးတော့သူနေရမရှိဘူးလောကကြီးရဲ့ဟိုအဖြစ်အပျက်တွေတဘာဝတရားတွေဟာသိဆန်းကျယ်တယ်လူတွေဓာတ်တွေကိုတန်တရားမဖြစ်စေခြင်းဘူးနော်ကိုမသိနိုင်တဲ့လောကရဲ့နှက်ဆိုင်တဲ့သဘောတရားတွေအများကြီးရှိတယ်နော်ကိုသိတာက1ဆိုရင်ကိုမသိတာကဂရေနဲ့ချီပြီးတော့ရှိမယ်ဗျဟုတ်လားအဲ့ဒီမှာသူတကူသာရှိတယ်သူနေရသူကို तू မဖန်တီးနိုင်ဘူးဒါလေးကိုဦးဇင်းကဩလောကရဲ့သဘောတွေကလည်းအမျိုးမျိုးဆန်းပြားတယ်ကိုနော်အဲ့ဒီမှာအဲ့ဒီနတ်ကသူ့ရဲ့နေရာလေးပြန်ရဖို့အတွက်တတိကြီးကိုလည်းပြန်မပြောရတော့ဘူးစတုမာရဲ့နမင်းကြီးလေးပါးကိုအကူကြီးတောင်းတယ်နမင်းကြီးလေးပါးကလည်းမပြောတတ်ဘူးမင်းတကက်သူတော်ကောင်းကြီးကိုမှမင်းသွားပြောတာကိုအဲ့ဒါနဲ့တရားမင်းကိုတက်ပြီးတော့အကူကြီးတောင်းတော့တရားမင်းဆိုတာကဉာဏ်ရှိတယ်ဉာဏ်ရှိတော့အေးငါကတော့ပြောမပေးရဘူးဒါပေမဲ့မင်းကငါအကြံပေးမယ်အဲ့ဒါပါလဲဆိုတော့မင်းဒဏ်ထမ်းပြီးတော့တောင်းပါမှာတဲ့ဘာဒဏ်ကိုထမ်းရမှာလဲမြစ်ထဲကိုမျောပါသွားတဲ့18ကလေးသောပစ္စည်းတွေကိုပြန်ဆယ်ပေးပြီးတော့တထေးကြီးကိုမလေးမစားနဲ့ကျွေးမဆက်ကြတဲ့ကုံတယ်ငယ်တွေကိုမင်းကတထေးကြီးရဲ့အမှုလုပ်ပုံတရာဖန်ဆင်းပြီးတော့လိုက်တောင်းပြီးတော့အဲ့ဒါကိုစုဆောင်ပြီးတော့ပြီးတော့ဘယ်နာမဲ့18ကလေးသောပစ္စည်းတွေပိုင်ရှင်မဲ့ရှိတာငါသိတယ်
အဲ့ဒါကိုမင်းရဲ့တကူနဲ့ယူပြီးတော့ပေးလိုက်အဲ့ဒါလို54ကလေးကိုတထေးကြီးရဲ့အခွန်မြတ်ဖြစ်တဲ့တိုက်တန်ကြီးကြတွေကိုပြည့်အောင်လုပ်ပြီးတော့ဒဏ်ထမ်းပြီးပါပြီတထေးကြီးကျင့်တတ်တော်မူပါလို့မင်းတောင်းပန်မယ်ဆိုလို့ရှိမင်းအဲ့ဒီနေရာကိုပြန်နေရလိမ့်မယ်တရားမင်းကဉာဏ်ရှိတော့အဲ့ဒီတိုင်းညွှန်ကြားတော့အဲ့ဒီနတ်ကအဲ့ဒီတိုင်းလုပ်ပေးတာအဲ့ဒီတိုင်းလုပ်ပေးပြီးတော့တထေးကြီးကိုပြန်ပြီးတော့တောင်းပန်တော့တထေးကြီးကကဲလေငါ့ကိုဓာတ်မှုကိုလည်းပြုမှားတာကိုလည်းမှားတယ်လို့ဝန်ခံတယ်မှားတာလုပ်ပြီးတဲ့နောက်မှားတာကိုမှားပါတယ်လို့ဝန်ခံတယ်ဆိုရင်ဒါသူတော်ကောင်းစိတ်ဓာတ်ရှိလို့ပဲမှားတာကိုလောက်ပြီးရင်ဝန်ခံပြီးတော့နောက်မလုပ်ဖို့ပဲရှိတာကိုအဲ့ဒါနဲ့တထေးကြီးကကဲဟုတ်ပြီရှိတယ်တော့ဒါပေမဲ့လို့တင့်ကိုငါကျင့်နဲ့ယုံမျှနဲ့ဒီနေရာကိုမထားနိုင်သေးဘူးငါရဲ့ဆရာမြတ်စွာဘုရားကြီးလိုက်ပြီးတော့တောင်းပန်အောင်ဆိုပြီးတော့အဲ့ဒီနတ်ကိုဘုရားကြီးခေါ်သွားတာမြတ်စွာဘုရားကြီးခေါ်သွားတော့အကျိုးအကြောင်းလျှောက်တော့မြတ်စွာဘုရားကအဲ့ဒီမှာဂါထာလေးနှစ်ပုဒ်ဟောတာဗျာအဲ့ဒီဂါထာလေးကဒီကနေ့ညဦးဇင်းတို့ကံတရားနဲ့ပတ်သက်ပြီးတော့အသိဉာဏ်မရှင်းကြတဲ့ပုဂ္ဂိုလ်တွေအနည်းငယ်များတန်တရားဝင်နေတယ်ဆိုရင်နည်းနည်းလေးစဉ်းစားကြရစကားလေးတွေပေါ့ဟုတ်လားပါပောပိပတ္တိပတ္တယာဝပါပါဏပစ္စတိယရာစပစ္စတိပါပါထပါဘောပါပါဏိပတ္တိဒါကပထမဂါထာယာဝအကျင့်များလောက်သောကာလပတ်လုံးပါပါမကောင်းမှုသည်နပစ္စတိအကျိုးမပေးသည်တာဝထိုမကောင်းမှုအကျိုးမပေးသည်သည်မြကာလပတ်လုံးပါပောပိယုံမာသောပုဂ္ဂိုလ်ပင်ဖြစ်ပါတော်လဲဗဒ္ဒရံကောင်းတဲ့အကျိုးတွေကိုပတ္တိတွေ့မြင်ရနိုင်သေးတယ်မကောင်းတာတွေကိုနေ့တိုင်းလုပ်တယ်နေ့တိုင်းပြောတယ်နေ့တိုင်းကြံတယ်အဲ့ဒါလိုမကောင်းတာတွေလုပ်ပင်လုံညာတော့လည်းပဲအဲ့ဒီမကောင်းမှုတွေကအကျိုးမပေးသေးဘူးဆိုရင်မကောင်းမှုအကျိုးမပေးသေးသမျှကာလပတ်လုံးအဲ့ဒီမကောင်းတဲ့လူမိုက်ဟာကောင်းတာတွေကိုမြင်ရသေးတယ်တဲ့မကောင်းတာလုပ်တော့လုပ်ထားတယ်ဒါပေမဲ့အဲ့ဒီမကောင်းမှုကဘာလဲအကျိုးမပေးသေးဘူးအဲ့ဒီအကျိုးမပေးသေးသမျှကောင်းတာတွေကိုမြင်ရသေးတယ်တဲ့ကောင်းတာတွေကိုမြင်ရသေးတယ်ယရာစအကျင်ခါ၌ကပါပါမကောင်းမှုတွေပစ္စတိအကျိုးပေး၏တရားသူမကောင်းမှုအကျိုးပေးတဲ့အခါကာလ၌ပါပေါ်ယုံမာသောထိုပုဂ္ဂိုလ်သည်ပါပါမကောင်းတဲ့အကျိုးပေးကိုသာလျှင်ပတ္တိတွေ့မြင်ရတော့တယ်မကောင်းတာတွေအကျိုးပေးပြီလဲဆိုရောအဲ့ဒီပုဂ္ဂိုလ်ဒုက္ခတွေကြီးဇက်တိုက်တွေ့တော့တာပဲတဲ့ဟုတ်လားမကောင်းတာတွေလှုပ်တော့လှုပ်တယ်အကျိုးမပေးသေးသမျှကောင်းတာတွေကို तू မြင်ရသေးတယ်သို့တော့မကောင်းမှုအကျိုးပေးပြီလဲဆိုရောမကောင်းတာတွေကြီးတွေ့တော့တာပဲတဲ့အခုမကောင်းတာတွေလုပ်ပြီးတော့ကောင်းတာဖြစ်နေတယ်ဆိုတာအဲ့ဒီအဓိပ္ပာယ်ပဲသူ့ရဲ့အတိတ်ကာလဆိုတာရှည်လျားလှပြီဗျဟုတ်လားအေးဆိုကြပါစို့ဒီကနေ့လူသက်တယ်နော်ဒါပေမဲ့သူကဒီအစိုးရအာဏာပိုင်တို့ရဲ့ဖမ်းဆီးခြင်းကိုမခံရအောင်ရှောင်တိမ့်ပြီးတော့ပြေးနိုင်သေးတယ်ဆိုရင်ထောင်တော့မကြသေးဘူးပေါ့လူတော့တတ်ခဲ့တယ်နော်ဒါပေမဲ့သူထောင်ကြခြင်းဆိုတဲ့အကျိုးမရသေးဘူးဟုတ်လားအေးတနေ့မိပြီရာသူပေးပြေးမလို့ဘူးမိပြီဆိုတော့ဒုက္ခတွေတွေ့ပြီပေါ့အဲ့ဒီချတော့ဒါမကောင်းတာနဲ့ပတ်သက်ပြီးတော့နော်ကဲကောင်းတာနဲ့ပတ်သက်ပြီးတော့ခေါ်တဲ့တချို့ကောင်းတာတွေလုပ်တယ်ဒါပေမဲ့ကောင်းတာရဲ့အကျိုးကမခံစားရဘူးဒါလိုပဲအစင်မပြေစွာဆင်းရဲပင်ပန်းကြီးစွာနဲ့ရုန်းကန်ပြီးတော့နေကြရတယ်လှူလိုက်တာလည်းအများကြီးစေတနာလည်းကောင်းတယ်ဟာလာတီလာလည်းစင်ကြယ်လိုက်တာဒါပေမဲ့ဆင်းရဲလိုက်တာဒီလိုလူမျိုးတွေမြင်တော့သူတို့တိုင်းကရောသူတို့ကိုမြင်တဲ့လူတွေကရောဟုတ်ကောဟုတ်ရဲ့လားကောင်းတာကိုလုပ်ရတာကောင်းကျိုးပေးတယ်ဆိုတာဟုတ်ကောဟုတ်ရဲ့လားလို့တန်တရားဝင်ကြတာတွေမရှိဘူးလားရှိတယ်အဲ့ဒါကြတော့မြတ်စွာဘုရားဘယ်လိုဟောလဲဆိုတော့ဗရရောပိပတ္တိပါပယာဝဗဒရဏပစ္စတိယရာစပစ္စတိပဒံထဗရယောပဒရာနိပတ္တိယာဝအကျင့်များလောက်သောကာလပတ်လုံးဗဒရံကောင်းမှုသည်နပစ္စတိအကျိုးမပေးသည်တာဝထုကောင်းမှုအကျိုးမပေးသည်သမျှကာလပတ်လုံးပါပောပိဗဒရောပိကောင်းနာတွေလုံနေတဲ့ပုဂ္ဂိုလ်ပင်ဖြစ်ပါတော်လဲပဲပါပါဏိမကောင်းတဲ့အကျိုးတွေဒုက္ခတွေကိုပတ္တိတွေ့မြင်ရနိုင်သေးတယ်ကောင်းတာတွေကိုအများကြီးလုပ်ပေမယ်လို့အဲ့ဒီကောင်းမှုကအကျိုးမပေးသေးခင်မှာတော့မကောင်းတဲ့ဒုက္ခတွေကိုတွေ့ရနိုင်ပါတယ်တဲ့ဟုတ်လားအေးယရာစာကျင်ခါ၌ကဗဒရံကောင်းမှုသည်ပစ္စတိအကျိုးပေး၏
တရားထိုကဲ့သို့ကောင်းမှုအကျိုးပေးသောအခါကာလ၌ဗတ္တရောကောင်းသောပုဂ္ဂိုလ်သည်ဗတ္တရံကောင်းတဲ့အကျိုးတွေကိုသာနဲ့ပတ္တိတွေ့မြင်ရတော့တယ်ကောင်းတာတွေလည်းအကျိုးပေးပြီဆိုရောအဲ့ဒီပုဂ္ဂိုလ်ကောင်းတာတွေကြီးတွေ့ရတော့တာပဲတဲ့ဟုတ်လားအဲ့ဒီတော့ကံလို့ရဲ့သဘောဆိုတာပိဋကပေါင်းသူတော်ကောင်းတို့ကောင်းတာအခုလုပ်ပေမဲ့လို့အခုကောင်းခြင်းမှကောင်းမှာမကောင်းတာအခုလုပ်ပေမဲ့လို့အခုဒုက္ခရောက်ခြင်းမှရောက်မှာကံဆိုတာမျိုးစေ့နဲ့တူတယ်တဲ့နည်းနည်းလေးဥစဉ်ရှင်းပြခြင်းသေးတယ်တချို့မျိုးစေ့တွေကရက်ပိုင်းလောက်နဲ့အညောင်ကလေးတွေပေါက်ပြီးတော့အပင်အဖြစ်နဲ့သူတိဆောက်နိုင်တယ်တချို့မျိုးစေ့တွေကြတော့လလောက်အချိန်ယူရတယ်တချို့ကြတော့နှစ်ချီပြီးတော့မပေါက်တာတွေတောင်ရှိတယ်ဥစဉ်တခါ BBC သတင်းထဲမှာကြားလိုက်တယ်နှစ်ပေါင်း3000ရှိပြီတဲ့ကြာစီလေးတစ်စီးကမပေါက်သေးဘူးတဲ့ဒါပေမဲ့သူတို့သိပ္ပံနေနဲ့စမ်းကြည့်လိုက်တဲ့အခါကျတော့ပေါက်နိုင်တဲ့အခြေအနေအကုန်ရှိသေးတယ်အဲ့ဒါပေါက်အောင်ပါတဲ့အောစရာမကောင်းဘူးလားအေးဒါကြောင့်ဦးဇင်းတို့ကျမ်းဂန်နေတဲ့ကတော့အတိအကျမြတ်စွာဘုရားကတော့အဘိဓမ္မာဒေသနာတော်မှာရှင်းပြထားတာကံတွေဟာအခုလုတ်ပြီးချင်းဒီဘဝတည်းတန်းပြီးတော့ကောင်းကျိုးမကောင်းကျိုးပေးနိုင်တဲ့ဒိဋ္ဌဓမ္မဝေဒနိယကံဆိုတာလည်းရှိတယ်နောက်ဘဝကျမှအကျိုးပေးမှရှိတယ်နောက်ဘဝတော့အကျိုးမပေးသေးဘူးဒုတိယဘဝကနေပြီးတော့နိဗ္ဗာန်ရသည့်အထိတတိယဘဝကနေပြီးဆက်ပြီးတော့အကျိုးပေးသွားမှာရှိတယ်လုံးဝအကျိုးမပေးတဲ့အဟောတိကံဆိုတာလည်းရှိသေးတယ်ဒါကြောင့်ကံဆိုတာအင်မတန်နဲ့နဲတယ်ကျေပြန့်တယ်တာမန်လူတွေရဲ့ဉာဏ်နဲ့ကံကိုပြည့်ပြည့်စုံစုံနားလည်ဖို့သိဖို့မလွယ်ပါဘူးဒါကြောင့်ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်မှာဟောထားတာရှိတယ်လေဘုဇံလောကံဤလေးတံမကြံအစွာယူတတ်လှတခါကြီးဒီမှာကြီးမြတ်ဘုဇံလောကံဤလေးတံမကြံအစွာယူတတ်လှဘုဆိုတာဘုရားနဲ့ပတ်သက်ပြီးတော့ကိုဉာဏ်မမီဘူးဘုရားဆိုတာလေးသိချင်းတဲ့ကဘာတသိအနည်းဆုံးပါရမီဖြည့်ကောင်းတာတွေလုပ်ပြီးမှဖြစ်ပေါ်လာတဲ့ပုဂ္ဂိုလ်သူ့ရဲ့အကျိုးပေးသူ့ရဲ့ဘဝသူ့ရဲ့အခြေအနေကိုသိဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးဟုတ်လားနောက်ဘုဇံဇန်တရားတွေနဲ့ကောင်းကင်ကြီးကိုပြန်တယ်ဖန်ဆင်းတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့ကိစ္စတွေလေစိတ်ရဲ့စမ်းကြံမှုကြောင့်စိတ်ရဲ့တကိုးတွေကိုကိုနားလည်ဖို့မလွယ်ပါဘူးဘုဇံလောကကြီးကောင်းအကြောင်းကိုလည်းနားလည်ဖို့မလွယ်ဘူးလောကကြီးကသိစမ်းကြတာသိပြီးတော့ကျေပြန့်တာဟုတ်လားဒီအာဂါသမော့ကြည့်စမ်းတရားဓမ္မတို့ဦးဇင်းတို့ရဲ့ကဘာကျိုးလို့ဟုတ်လားနေစစ်ကြဝဠာလို့အဖွဲ့အစည်းတွေအများကြီးရှိတယ်နော်အနန္တဆိုပြီးတော့ပြောရတာအတိအကျကဏ္ဍဘလို့မှသတ်မှတ်လို့မရဘူးဟုတ်လားအဲ့ဒါလောက်စမ်းကြဲတဲ့လောကကြီးရဲ့အကြောင်းကိုသိအောင်စဉ်းစားမယ်ဆိုရင်ခေါင်းနေတာခြားခြားလဲသွားလိမ့်မယ်အဖြေဆိုတာထွက်မှာမဟုတ်ဘူးဒါကြောင့်မြတ်စွာဘုရားကသဗ္ဗညုတဉာဏ်နဲ့ကိုယ့်ရဲ့မှီတဲ့ဉာဏ်နဲ့ငုံမိတာကိုပဲကိုယ်စကြက်ကလေးတွေကိုပဲကိုနေဖို့ပြောတာဘုဇံလောကံဆိုတာလည်းအဲ့ဒီအတိုင်းပဲအခုလုပ်ပြီးတော့တို့ကြမှာအကျိုးပေးတယ်အခုလုပ်ထားတဲ့အခုအကျိုးပေးတယ်အမျိုးမျိုးပေါ့ဗျာဟုတ်လားအဲ့ဒါလိုမျိုးကံရဲ့အကြောင်းတရားတွေဟာနည်းနည်းလွန်းလို့ဘုရားနဲ့ပတ်သက်ပြီးတော့ဇန်နဲ့ပတ်သက်ပြီးတော့လောကနဲ့ပတ်သက်ပြီးတော့ကံနဲ့ပတ်သက်ပြီးတော့တကယ့်ကိုအုံနောက်ချောက်အောင်စဉ်းစားမယ်ဆိုရင်စိတ်တွေတောင်ကြောင်ချောက်ချမ်းဖြစ်သွားနိုင်တယ်လို့ဒီလိုဟောထားတာရှိတယ်ဟုတ်လားဒါကြောင့်ဒီအနာရဘိတတိကြီးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကဒီကာထာလေးနှစ်ပုဒ်ကိုဟောတယ်နော်ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ပင်ဖြစ်တော်လဲပဲကောင်းမှုအကျိုးမပေးသေးဘူးဆိုရင်မကောင်းတာတွေကိုတွေ့ရနိုင်သေးတယ်ကောင်းမှုလည်းအကျိုးပေးပြီဆိုတော့ဇက်တိုက်ကြီးကောင်းသွားမှာပါဒီသဘောမကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ပင်ဖြစ်တော်လဲပဲမကောင်းမှုအကျိုးမပေးသေးတော့ကောင်းတာတွေကို तू တွေ့ရသေးတယ်မကောင်းမှုလည်းအကျိုးပေးပြီဆိုတော့ तू အကြာကြီးဆင်းရဲတတ်တယ်ဒါတွေကိုတတိထားပြီးတော့ဦးဇင်းတို့တစ်ချိန်ချိန်ကြောက်ရင်တော့ဇက်ကြီး10ဘွယ်တွေကနာရရဇက်ဆိုတာကိုဦးဇင်းတို့ပြောဖို့ရည်ရွယ်ထားပါတယ်အဲ့ဒီထဲမှာကံတရားတွေနဲ့ပတ်သက်ပြီးတော့သိစိတ်ဝင်စားစရာကောင်းတယ်ဒါကဦးဇင်းတို့ကဒီတရားဝဲမှာပြောဖို့အစီအစဉ်မရှိလို့စိတ်ဝင်စားတယ်ဆိုရင်ကြိုတင်ပြီးတော့ဖတ်နိုင်အောင်လို့ပြောထားတာဟုတ်လားအဲ့ဒီနာရရဇက်ကိုလေ့လာကြည့်နွားတက်ပြီးတော့အမတ်ဖြစ်တဲ့လူနဲ့အလှရဲလို့ကြုံမွဲဖြစ်ရတဲ့လူနဲ့လောကကြီးမှာမျက်စိလဲတရားကောင်းလွန်းလို့ဟုတ်လားမျက်စိလဲတရားကောင်းလွန်းလို့တန်တရားခရီးသွားတယ်ဒါကြောင့်မြတ်စွာဘုရားရဲ့တရားဒေသနာတွေဟူသောအယောင်အလင်းရဲ့အောက်မှာရှင်သန်ခွင့်ရတဲ့လူတွေပြီးမျက်စိမလဲတဲ့နာလဲမှာဆိုးလို့အဲ့ဒီအလင်းရောင်ရဲ့အောက်မှာဖြောင်းဖြောင်းတန်းတန်းသွားနိုင်ကြစေဖို့နာရရဇတ်ကိုဦးဇင်းတို့ညွှန်ကြားပါတယ်ဟုတ်လားအခုတော့လောလောဆယ်တော့ဆက်ပြောရရှိတာပြောရမှာနော်အဲ့ဒါလိုမြတ်စွာဘုရားကဂါထာနှစ်ပုဒ်ကိုဟောတော့နာရတဲ့ပုဂ္ဂိုလ်တွေအများကြီးကျွတ်တန်းဝင်တယ်လို့ပြောတယ်
အဲ့ဒီမှာအနာရပင်တထေးကြီးကမြတ်စွာဘုရားကိုသူ့အဖြစ်ကိုသူဂုဏ်ယူပြီးတော့လျှောက်တာဘာလျှောက်လဲဆိုတော့မြတ်စွာဘုရားတဲ့တပည့်တော်ဟာဒီလိုတကူးရှိတဲ့နတ်ကလာပြီးတော့တားတာတောင်းတပည့်တော်လုံနေကြသူတော်ကောင်းအလုပ်တွေလှူမှုတမ်းမှုကိစ္စတွေကိုတပည့်တော်မရက်ခဲ့ဘူးတဲ့နတ်တားတာတောင်းတပည့်တော်မရက်ဘူးဆိုတော့တပည့်တော်ရဲ့အစွမ်းတတ္တိလည်းအံ့ဩစရာကောင်းတယ်မဟုတ်လားလို့နည်းနည်းကလေးသူကသူ့အကြောင်းလေးကိုသူ့ကိုယ်သူအားရလို့ပေါ့လေအရိယာပုဂ္ဂိုလ်ကြီးဆိုတော့ဟိုသူတော်ကောင်းစိတ်အပြည့်နဲ့ပြောတာပါအဲ့ဒါလိုမြတ်စွာဘုရားကိုလျှောက်တော့မြတ်စွာဘုရားကတက္ကကြီးတဲ့တက္ကကြီးကသောတာပန်အရိယာသူတော်ကောင်းကြီးတဲ့သောတာပန်တယောက်ကိုနတ်တန်းလို့အလှူကိုမရက်ဘူးဆိုတာဘာအံ့ဩစရာမှမရှိယတနာမြတ်သုံးပါးကိုအသက်နဲ့လဲပြီးတော့ကာကွယ်နိုင်တဲ့လူတယောက်နတ်တားတာကိုမလှူဘူးဆိုတာမလှူပဲမနေဘူးဆိုတာဘာအံ့ဩစရာမှမရှိဘူးတကယ်စင်စစ်ရှေးတုန်းကဘာအရိယာမှမဖြစ်သေးပဲနဲ့ပါရမီဖြည့်ခြင်းလူစဉ်ကာလတုန်းကဒီနဲ့တဲ့တကောအစအရာအထောင်ကြီးတဲ့မာနကိုယ်တိုင်ဆင့်တာတာတောင်မှအဲ့ဒီတုန်းကသူတော်ကောင်းတယောက်ဟာအလှကိုမရက်ခဲ့ဘူးဆိုပြီးတော့ခတိရင်္ကာရဇတ်ဆိုတာလေးကိုဟောတယ်အဲ့ဒါလေးကိုအတူတူပြောပြမယ်နောက်ပိုင်းမှာတိတိဇတ်ကိုပြောတရားရှိသေးလို့ပြောမှာကတော့တဝါကြီးပြောမှာပဲเนาะတခါကြီးဒီမကြီးများတနာရီ15မိနစ်အတွင်းဟုတ်လားအဲ့ဒါကိုပေးသက်ပေါင်းသူတော်ကောင်းတို့တကယ်စူးစူးဆိုင်ဆိုင်နာယူကြရမှာเนาะအေးအဲ့ဒီဇတ်တော်မှာဦးရှင်တို့ဘုရားလောင်းကသိပြီးတော့ချမ်းသာကြွယ်ဝတဲ့တတိကြီးတူဖြစ်တယ်တရားတရားနဲ့ပြည့်စုံတယ်ဉာဏ်ပညာနဲ့ပြည့်စုံတယ်အလှမန်းတဲ့ကြီးတွေကိုအကြီးအကျယ်ဆောက်ပြီးတော့လှူတယ်တနေ့တော့ဂန္ဓမာရဏတောင်မှာတရင်သုံးတဲ့ပိစိကဗုဒ္ဓအရှင်မြတ်တစ်ပါးကနိရောဓသမဘကထပြီးတော့အဲ့ဒီတတိကြီးကိုချီးမြှောက်မယ်ဆိုပြီးတော့တပိတ်ပိုက်ပြီးတော့ကောင်းကင်ခရီးကနေဇံရင်စီးပြီးတော့ဘုရားလောင်းတတိကြီးရဲ့အိမ်ဘောဝမှာတပိတ်ကလေးပိုက်ပြီးတော့ရက်အဲ့ဒါကိုမနတ်ကသိတဲ့အခါကျတော့မနတ်ကစဉ်းစားတယ်ဒီတတိရဲ့အလှအန်ရရဲ့ကိုငါပြုမယ်အဲ့ဒါဆိုလို့ရှိရင်ဒီတတိလည်းပဲကုသိုလ်ကောင်းမှုတွေကဆုပ်ယုပ်ကြော့ဟောဒီပြည့်စေကဗုဒ္ဓအရှင်မြတ်လည်းပဲဒီနေ့မှဆုံးမစားရရင်ပြိဋိဘံဆံမှာ9ရက်တိတိသူကမစားခဲ့ရဘူးလေအေးဒီပြည့်စေကဗုဒ္ဓအရှင်မြတ်လည်းပြိဋိဘံဆံရောတန်လျာကလွတ်အောင်လုပ်တဲ့လူကိုမာနကသိပ်ပြီးတော့သူကကြည်ရတာမဟုတ်ဘူးတတ်နိုင်တယ်များသူကနှောင့်ယှက်တာအဲ့ဒါကြောင့်မလို့သူကတစ်ချက်ခုတ်နှစ်ချက်ပြတ်နော်ဘာလို့လဲဆိုတော့အဲ့ဒီတတိရဲ့အိမ်ဘဝနဲ့တတိကြီးရဲ့အိမ်ကြားထဲမှာအင်မတန်နဲ့တဲ့ရှာမီကြီးကတွင်ကြီးကိုဖန်ဆင်းလိုက်တယ်နော်ရဲရဲပြောင်တောက်လောင်နေတယ်အပေါ်ကိုအယောင်နေတက်နေတယ်အနာနာဘယ်သူမှမကတ်နိုင်ဘူးအဲ့ဒါတတိကြီးကမသိတော့သူကစောတော်တုန်းကစဒီဟာကြီးမဖန်ဆင်းခင်ကစပြီးတော့ပြည့်စေကဗုဒ္ဓကိုအရှင်မြတ်ကိုမြင်လို့သူ့ရဲ့အခိုင်းအစီတယောက်ကိုတပိတ်ကိုသွားပြီးတော့ယူခိုင်းတာငါဆွန်းလောင်းမယ်အဲ့ဒီမှာအခိုင်းအစီကအဲ့ဒီတပိတ်ကိုယူပြီးတော့တတိကြီးကိုပေးတော့တတိကြီးကဟုတ်ပြီဆိုပြီးတော့အဲ့ဒါကိုနတ်သားကြီးတွေဘာတွေနဲ့ဆေးပြီးတော့တာပြုံးထမင်းဟင်းတွေထည့်ပြီးတော့ကင်ကတ်ချေလို့ခိုင်းလိုက်တော့ဟိုလူကသွားမယ်လို့တော့သွားတယ်လမ်းကမရှိတော့ဘူးမိကြီးတွင်ကြီးခံနေတယ်အဲ့ဒါနဲ့ကြောက်ပြီးတော့ပြန်လာတာငကိုယ်လုံးကမရှိပါဘူးဒါဘာဖြစ်တာလဲကဘာမြန်းပြည့်ချင်တာလားကြောက်ပြီးတော့ပြန်လာတာအဲ့ဒါနဲ့တတိကြီးကိုပြောတော့တတိကြီးကဒါဧကန္နမန္နရဲ့လက်ချက်ပဲဖြစ်မယ်ဉာဏ်ရှိတယ်တန်တရားမှာတတိနဲ့ဉာဏ်နဲ့ကျင်လည်ခဲ့တဲ့ပုဂ္ဂိုလ်ဆိုတော့ဉာဏ်ကသိပ်ပြီးတော့ကြီးတယ်အတွေးခေါ်ကောင်းတယ်အဲ့ဒါနဲ့သူကဘာလုပ်လဲဆိုတော့ gain မင်းမလူရဲ့ရင်ဒီနေ့တော့မန္နနဲ့ငါနဲ့စစ်ထိုးခြင်းဖြစ်ပြီးပေးပါအဲ့ဒီငါမင်းရဲ့တပိတ်ကိုဆိုပြီးတော့အဲ့ဒီတပိတ်ကိုဘုရားလုံးကကိုယ်တိုင် gain ပြီးတော့ဟုတ်လားကိုယ်တိုင် gain ပြီးတော့အဲ့ဒီမိကြီးတွင်သားကိုဖြတ်သွားတာမိကြီးတွင်ဘဝရောက်ပြီဆိုတော့ဘုရားလောင်းကဘာပြောတယ်လေဂါထာလေးတစ်ပုဒ်ရွတ်တယ်တခိရဲရဲတော့ပဲတတ္တတရားယုံကြည်မှုရှိရင်ရဲရင်နေဆိုတာလေးကိုဦးဇင်းတို့နားလေစေရလေးပေါ့နိအဲ့ဒီမှာဘုရားလောင်းကြီးကဘာရွတ်လဲဆိုတော့ကာမံပတ္တမိနေတဲ့ယံဥဒ္ဒံပါရောအဝန္တိရောနာနရိယံကရိတာမိဟန္တပိဏံပဋိက္ခာဂါထာလေးကတော့မများဘူးဗျအဓိပ္ပာယ်သိကောင်းတယ်နော်ဘာပြောလဲဆိုတော့ဗန္ဒီဘုံတော်ကြည်တော်မူသောပြည့်စေကဗုဒ္ဓအရှင်မြတ်ဖေယဥဒ္ဒံတိရောဥဒ္ဒံပါရောခြေထောက်ကမိုးပေါ်ကိုထောင်ပြီးတော့အဝန္တိရောခေါင်းကအောက်မှနေပြီးတော့နေတရငရဲတို့အဟံဖရာတပည့်တော်သည်ကာမံစင်စစ်တကယ်ကိုပဲပတာမိကြခြင်းကြပါစေဇောက်ထုံးမိုးမိုးမြို့ပေါ့ဗျာဟုတ်လားခြေထောက်ကမိုးပေါ်ထောင်ပြီးတော့ခေါင်းကအောက်က
ငရဲတွင်ကြီးတဲ့ကိုကြခြင်းကြပါစေတဲ့အာဘုရားတပည့်တော်သည်အနရိယံသူယုံမာတို့သည်ပြုတ်အပ်တဲ့မလှူခြင်းသီလမဆောက်တည်ခြင်းဆိုတဲ့သူယုံမာတို့ရဲ့လမ်းစဉ်ကိုနာဂရိတမိဘယ်နည်းနဲ့မှမပြုပါအားငရဲကြမယ်ဆိုလို့မကောင်းတာကိုမလုပ်ပါဘူးတဲ့ကြောင်းမြန်တောင်ပြောတယ်နော်ဒီကဓမ္မတို့ဦးဇင်းတို့ဥထုဇဉ်တွေကတော့မကောင်းတာကိုလုပ်ချင်သေးပေါ့ရင်ဟေးငရဲကြလိမ့်မယ်မကောင်းတာမလုပ်နဲ့ဟုတ်လားကောင်းတာလုပ်ကြအခုဒီမှာသူကဒီမကောင်းတာကြီးကိုလုပ်လို့ငရဲကိုကြမယ်ဆိုရင်တောင်မှအဲ့ဒါကိုသူမလုပ်နိုင်ဘူးတဲ့ကောင်းတာကိုလုပ်လို့ငရဲကြမယ်ဆိုရင်လည်းအဲ့ဒီကောင်းတာကိုလုပ်မှာပဲမကောင်းတာကိုမလုပ်လို့ငရဲကိုကြမယ်ဆိုရင်လည်းအဲ့ဒီမကောင်းတာကိုမလုပ်ဘူးကြခြင်းကြမယ်စီကြောင်းမြန်ပြောတာနော်ငရဲမကောင်းတာမလုပ်လို့ငရဲကြမယ်ဆိုရင်တောင်မကောင်းတာကိုမလုပ်ဖဲရှောင်အောင်မှာနည်းနည်းနားလေလားမသိဘူးစကားလေးကနည်းနည်းဝိုက်နေတယ်နော်မကောင်းတာမလုပ်လို့ရှိရင်လက်ပြည်ရောက်ဖို့ပဲရှိတယ်လေသူကမကောင်းတာမလုပ်လို့ငရဲကြမယ်ဆိုရင်တော့ငရဲကိုကြခြင်းကြပါစေမကောင်းတာကိုတော့မလုံးနိုင်ဘူးအဲ့ဒါလိုပြောတာအဲ့ဒါလိုပြောပြီးတော့ဗန္ဒီဘုံတော်ကြည်တော်မူသောပိစိကဗုဒ္ဓရှင်မြတ်ဘုရားဟန္တာလွတ်လွတ်ပဋိက္ခဟံတပည့်တော်ရဲ့စွမ်းကိုခံယူတော်မူပါဗျာအဲ့ဒါလိုပြောပြီးတော့အဲ့ဒီမိကြီးတွင်ကိုတခါလဲဆင်းချလိုက်တာဘာမှတော့မနေဘူးနော်မိကြီးတွင်ကိုဘာလုပ်လိုက်တာလဲဆင်းချလိုက်တာအဲ့ဒါဦးဇင်းတို့ပရမတ္ထဒါနပါရမီလို့ပြောမယ်ဆိုရင်လည်းပြောလို့ရတယ်ဒီတဲ့ဆင်းရင်သူသိမယ်ဆိုတာသိတယ်သိချင်းသိပဲစီပေါ့နော်အေးအဲ့ဒါလိုမဖြစ်ထူးကဲအင်မတန်စမ်းကြဲတဲ့လေးနဲ့တဲ့စိတ်တဲ့ကြီးအဲ့ဒါလိုဖြစ်တော့အင်မတန်စမ်းကြဲတဲ့လေးနဲ့တဲ့ကိစ္စကြီးကလည်းဖြစ်လာတယ်အဲ့ဒါဘာလဲဆိုတော့အဲ့ဒီမိကြီးတွေကပဲဘုံမာကြပန်းကြီးပေါက်လာတယ်တဲ့အဲ့ဒါကဘုရားလောင်းရဲ့ခြေထောက်ကိုစီးပြီးတော့ခံတာဒါကလည်းဦးဇင်းတို့ကတော့အင်မတန်ယုံကြည်ပါတယ်ဘာဖြစ်လို့လဲဆိုတော့မိကြီးတွင်တွေကိုဆင်းရဲတယ်ဆိုတဲ့တတ္တိလူတသန်းကိုတယောက်ရှိပါမလားမရှိဘူးအင်မတန်မဖြစ်စဘူးထူးခဲ့တဲ့ကိစ္စကြီးမဟုတ်လားအေးလူသားမန်ရဲ့စိတ်ထဲကဒီစိတ်ကလေးဖြစ်ပေါ်ဖို့ဟာမိကြီးတွင်တွေကနေကြာပန်းကြီးဖြစ်ပေါ်ဖို့တဲ့တောင်ခဲရင်မယ်လို့ထင်တယ်အဲ့တော့သူတန်ရဖြစ်တာပေါ့နော်ထူးခဲ့တဲ့စိတ်ဓာတ်ဖြစ်တော့ထူးခဲ့တဲ့အဖြစ်ပြက်ကြီးဖြစ်လာတာပေါ့ဒီလိုပဲစဉ်းစားရတော့မှာနော်အေးဒါကြောင့်လောကကြီးကအဲ့ဒါလိုစမ်းကြဲတာအဲ့ဒီမှာအဲ့ဒီကြာပတ်ပေါ်ကပဲတခါတည်းပန်းဝင်းပုံတွေကအပေါ်ကိုထွက်လာပြီးတော့ဘုရားလုံးရဲ့ခေါင်းပေါ်ကိုကြေးချသေးတဲ့သဘာဝတရားကကောင်းကြီးပေးတာပေါ့ဗျာဓမ္မဘက်တော်သားဆိုပြီးတော့ကောင်းကြီးပေးတာပေါ့အဲ့ဒီမှာဘုရားလုံးကအဲ့ဒီကြာပတ်ပေါ်ကိုနင်းပြီးတော့ဟိုဘက်ကန်းကိုရောက်သွားတာရောက်သွားပြီးတော့ကဲတပည့်တော်ရဲ့ဆွမ်းကိုခံယူတော်မူဘုရားဆိုပြီးတော့လှူလိုက်တာအဲ့ဒီမှာပြည့်စေကဗုဒ္ဓအရှင်မြတ်ကလည်းအဲ့ဒီတပိတ်ကိုဝမ်းသာပါစေတော့ဆိုပြီးတော့ဘာလုပ်လဲဆိုတော့ကောင်းငင်ကိုအဋိဌာန်နဲ့မြှောက်ပလိုက်တယ်အဲ့ဒီတပိတ်ကကောင်းငင်ကနေဝဲပြီးတော့ပြန်သွားတာပြန်သွားပြီးတော့အဲ့ဒါကိုဂန္ဓမာရဏတောင်ထိမြင်ရတဲ့ဒီမြင်ကွင်းကိုပြည့်စေကဗုဒ္ဓအရှင်မြတ်900လောက်ဖုံးပေးတာမကုန်ဘူးတဲ့ဒါသူ့ရဲ့သဘောတဘာဝလေးတွေပေါ့နော်အေးအဲ့ဒီမှာမြတ်စွာဘုရားကအနာရဘိန်တထေးကြီးကိုတထေးကြီးတဲ့အဲ့ဒီတုန်းကမန္နလို့တကိုးသိပ်ကြီးတဲ့နတ်တယောက်ကတားတာတောင်မိကြီးတွေနဲ့ကြခြင်းကြပါစေငါကောင်းတာကိုလုပ်မယ်ငါမကောင်းတဲ့အလုပ်ကိုတော့မလုပ်နိုင်ဘူးဆိုပြီးတော့ငါလုပ်ခဲ့တာတင့်တဲ့အံ့ဩစရာကောင်းတယ်မဟုတ်လားတဲ့ပိဋကအံ့ဩစရာကောင်းလားအံ့ဩစရာကောင်းတယ်အဲ့ဒီမှာနာတပိတထေးကြီးလည်းဝမ်းသာတာပေါ့နော်အေးအဲ့ဒါလိုနဲ့တထေးကြီးအိမ်ပြန်ရောက်လာတော့သာဝတိမြို့တစ်မြို့လုံးလည်းပဲဘာဖြစ်လဲဟာသိပ်ပြီးတော့တထေးကြီးကချမ်းသာတဲ့အဖြစ်ကိုပြန်ရောက်သွားပြီငကိုတုံးကတထေးကြီးချမ်းသာတယ်သိတယ်မွဲတာလည်းသိတယ်အခုချမ်းသာရကနေမွဲရကနေဘာဖြစ်ပြန်ပြီတော့ချမ်းသာပြန်ပြီအဲ့ဒီလိုချမ်းသာတော့ဘာကြောင့်ဒီလိုပြန်ပြီးတော့ချမ်းသာသွားတာလဲတချို့ကအဓိပ္ပာယ်မပေါက်ဘူးအဲ့ဒီတည်းကပုံနာတယောက်ကတော့တော်တော်ဆိုးတယ်ဗျာအဲ့ဒီပုံနာကသူကအစွမ်းတတ္တိတစ်ခုတော့ရှိတယ်အဲ့ဒါဘာလဲဆိုတော့သူကကျက်တည်ရမင်္ဂလာနဲ့ပတ်သက်ပြီးတော့နားလေတဲ့အတတ်ပညာတစ်ခုကိုတက်တယ်သူတွက်ချက်တာလည်းဖြစ်ချင်းဖြစ်မယ်ဟိုသူ့ရဲ့သင်ထားတဲ့ဂါထာတို့ဘာတို့ကြောင့်သွန်းတာလည်းဖြစ်ချင်းဖြစ်မှာပေါ့ဗျာကျက်တည်ရမင်္ဂလာနဲ့ပတ်သက်ပြီးတော့သူနားလေတယ်အဲ့တော့သူကစဉ်းစားတယ်တဲ့ဟောဒီတထေးကြီးကကျက်တည်ရရှိတာတော့အမှန်ပဲကျက်တည်ရရှိလို့မို့မွဲရကနေပြန်ပြီးတော့ချမ်းသာလာတာအဲ့ဒီကျက်တည်ရကိုငါကသိနိုင်မြင်နိုင်တဲ့အစွမ်းရှိတော့ဒီတထေးကြီးမသိအောင်တထေးကြီးရဲ့အိမ်ကိုအလဲသွားပြီးတော့အဲ့ဒီကြက်တရေကိုငါတော့ခိုးမယ်ဆိုပြီးတော့အိမ်ကိုရောက်လာတာရောက်လာတော့
ပုံနာကြီးကသောတာပန်အရိယာကြီးဆိုတော့ဝန်တုံမှုမစ္စရိယမရှိဘူးလေအလုံးကိုတန်းတူထားနိုင်တယ်လေအဲ့ဒါနဲ့ကိုင်းပုံနာကြီးကိုနေရာတွေပါလေပေးတော့ပုံနာကြီးကလည်းသူတတ်တာမှတ်တာရွတ်ဖတ်အဲ့ဒီမှာပုံနာကရွတ်လို့လားရွတ်နေတာရှောက်ကြည့်နေတာသူ့မျက်လုံးကကျက်သေးဘယ်နာရှိလဲလို့ကြည့်နေတာဟုတ်လားအဲ့ဒါညကျက်သေးကိုကြည့်တော့ကျက်သေးကတထေးကြီးမွေးထားတဲ့ရွှေကြိုင်ထဲမှာထည့်ထားတဲ့ဆွတ်ဖြူနေတဲ့ကျက်ဖရဲ့အမောက်ပေါ်မှာကျက်သေးလေးရှိတယ်တဲ့အဲ့ဒါပုံနာကသူမြင်တာတထေးကြီးကသိတောင်မသိဘူးအဲ့ဒါနဲ့ဒီကျက်သေးကြီးရဲ့ယူလို့ကတော့မဖြစ်ဘူးဆိုတော့ပုံနာကြီးဘာရခြင်းလဲဆိုတော့ဟိုကျက်ဖြူလေးရခြင်းပါလေအဲ့ဒီကျက်ဖြူလေးပေးပါတောင်းတာဗျတောင်းတော့တထေးကြီးကလည်းစေနာကောင်းတော့ကဲယူပါဆိုပြီးတော့အဲ့ဒီကျက်ဖဖြူလေးကိုပုံနာကြီးကိုပေးတယ်ပေးတော့ပုံနာကြီးလည်းလက်ထဲလည်းရောက်ကြည့်လိုက်တယ်ကျက်သေးကမရှိတော့ကျက်သေးကဘယ်ရောက်သွားတော့ဆိုတော့ကျက်သေးကဗရမ ्या ပေါ်ရောက်သွားတယ်ကလပ်ပေါ်တင်ထားတယ်အလှပြထားတယ်ဗရမ ्या ပေါ်ရောက်သွားတယ်အဲ့ဒါနဲ့ရှောက်ကြည့်ပြန်တယ်သူတခုခုလိုချင်တယ်လို့တထေးကြီးကသိတော့ဘာရချင်လဲဆိုတဲ့သဘောနဲ့ပြောတော့ဟိုဗရမ ्या လေးပေးပါတန်ယူပါဆိုပေးလိုက်တယ်ရပြန်ပြီဗရမ ्या ဒါပေမဲ့လက်ထက်လည်းရောက်ကျက်သေးကပါမလာပြန်ဘူးအဲ့ဒါနဲ့ကြည့်တော့ဘယ်မှာရောက်သွားတော့ဆိုတော့တထေးကြီးကင်တဲ့တောင်ဝေးရဲ့ထိတ်မှာကျက်သေးရှိနေပြန်နေတဲ့သူ့အတက်ပညာနဲ့ကြည့်တာပေါ့ဗျာအဲ့ဒါနဲ့တထေးကြီးကိုတောင်မွေးတောင်းပြန်တယ်ပေးလိုက်ပြန်တာပဲပေးလိုက်လို့အဲ့ဒီမှာကြက်အကောဗရမ ्या ဟောတောင်မွေးရောလက်ထက်ရောက်တယ်ကျက်သေးကတော့ပါမလာဘူးဘယ်ရောက်သွားတော့ကြည့်တော့မလှမ်းမကမ်းမှာထိုင်းနေတဲ့ပုံညာလက္ခဏာဒေဝီတထေးကတော်ကြီးရဲ့စလုံးပေါ်မှာကျက်သေးကရှိနေတယ်တဲ့အဲ့ဒါသွားကြတော့တာပဲတောင်းလို့မရတော့ဘူးဟုတ်လားအဲ့ဒီကြတော့မှပုံသားကြီးကသဘောပေါက်သွားတယ်ကျက်သေးဆိုတာဒီလိုယူလို့မရဘူးသူ့ရဲ့ကံပါခဲ့တာသူ့ရဲ့ကောင်းမှုပေါ့ကံဆိုတာလဲမိုးပေါ်ကြဟိုတစ်ချက်မှောက်ဖဲတယ်လို့ကံစိုးကံကောင်းနှိုက်လိုက်တာမဟုတ်ဘူးနော်သူတစ်ချိန်လုံးကလုပ်ခဲ့တာပဲလောကကြီးမှာအလကားဘာမှမရဘူးနော်လောကကြီးကတက်တက်မဲ့လဲဘယ်တော့မှမနှိပ်ဆက်ဘူးတက်တက်မဲ့လဲဘယ်တော့မှမချီးမြှောက်ဘူးအင်မတန်တရားတယ်ဟင်တခါကြီးမိုင်းများသူလုပ်ခဲ့တဲ့ကောင်းမှုဒီဟုသောကံရဲ့အရှိန်အစော်ကြောင့်ကျက်သေးကသူ့မှာရှိနေတာအဲ့ဒီမှာပုံသားကြီးကတော်တော်ကြီးကိုသဘောပေါက်သွားတယ်သူလည်းသူတော်ကောင်းစိတ်ရှိပုံရပါတယ်ဘာဖြစ်လို့လဲဆိုတော့အကုန်ပြောင်ဖွင့်ပြောတယ်ကျက်သေးကိုရခြင်းလို့ဒီကျက်ကိုတောင်းတာဒီဗရမ ्या ကိုတောင်းတာဒီတောင်ဝေးကိုတောင်းတာအခုကျက်သေးကတထေးကတော်ကောင်းပေါ်ရောက်သွားပြီဒါမပေးတဲ့နဲ့ဖြစ်စီတဲ့အဲ့ဒါကြောင့်မလို့ဒီကျက်တွေဗရမ ्या တွေတောင်ဝေးတွေကိုလည်းပြန်ယူပါဆိုပြီးတော့ပြန်ပေးတာဗျယူမသွားဘူးတော့သူ့ရဲ့လောဘနဲပုံကလည်းသူကကျက်သေးလေးပဲရချင်တာကိုအဲ့ဒီမှာပုံသားကြီးအဲ့လိုပြန်သွားတော့တထေးကြီးကအော်လောကကြီးကလည်းဆန်းလိုက်တာဒါတွေကိုနားလေတဲ့လူလည်းရှိတယ်အဲ့ဒါကိုတထေးကြီးကမြတ်စွာဘုရားကိုသွားလျှောက်တာလျှောက်တော့မှမြတ်စွာဘုရားကအဲ့ဒီမှာတိရိဇတ်ဆိုတာကိုဟောတယ်အဲ့ဒါကံတရားနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ပြောခြင်းတဲ့စမ်းကြယ်မှုကလေးပေါ့နော်တရားကောင်းစဉ်ကဘယ်လိုတတ်တာလဲအနာတပိနဲ့ကံတရားတဲ့အနာတပိနဲ့ပတ်သက်တဲ့တရားတွေကတော့ပြောလို့ဆိုပြောလို့မကုန်ဘူးဗျာနော်အနာတပိတထေးကြီးဒေဂာနီမှာငိုရတာတွေရှိတယ်နော်ကြားဘူးတယ်နော်အများကြီးပါပဲအနာတပိကိုအကြောင်းပြုပြီးတော့အင်္ဂုတ္ထုမှာဟောထားတာတွေရှိတယ်တန်ရုပ်ပါဠိတော်မှာဟောထားတာတွေရှိတယ်အဲ့ဒါတွေကိုပြောမယ်ဆိုရင်ဆုံးမှာမဟုတ်ဘူးဟုတ်လားအခုတော့ဦးဇင်းတို့ကတရားကောင်းစဉ်တတ်ထားတဲ့အတိုင်းအနာတပိနဲ့ကံတရားဆိုတဲ့အတိုင်းကံတို့ရဲ့ဆန်းကျယ်ပုံကလေးတွေပြုခဲ့တဲ့ကောင်းမှုတို့ရဲ့အစွမ်းတတ္တိတွေကိုဦးဇင်းတို့ဆက်ပြီးတော့ကြံတဲ့အချိန်လေးမှာပြောကြရအောင်ဟုတ်လားအေးအဲ့ဒီမှာဦးဇင်းတို့မြတ်စွာဘုရားတိရိဇတ်ကိုဟောတော့ဘယ်ကနေစပြီးတော့ပြောလဲဆိုတော့တခုသောဘဝတုန်းကဦးဇင်းတို့ဘုရားလောင်းကြီးကအင်မတန်ချမ်းသာကြွယ်ဝတဲ့တတိတကြွယ်မျိုးမှဖြစ်တယ်နောက်တော့ပိုင်ဆိုင်မှုတွေပတ်သက်မှုတွေအလုံးကိုစွန့်ပြီးတော့ရတိဝတ်ပြီးတော့ဟိမန္တာမှာနေတာနောက်တော့ဇန်နေဘိညာဉ်နေရအဲ့လိုနဲ့လူပြည်မှာလူလောကကြီးကိုတခါတခါသူကြွလာတော့ဆင်ဦးစီးတယောက်ကတအားကြည်ညိုတယ်ဘုရားလောင်းကိုအဲ့ဒါနဲ့ကြွလာတိုင်းအိမ်ကိုပင့်ပြီးတော့ဆုံးကတ်တယ်အဲ့ဒါဘုရားလောင်းနဲ့ရင်းနှီးတဲ့အနေအထားမျိုးပေါ့အဲ့ဒီလိုနဲ့နေလာရင်းနဲ့တနေ့တော့စမ်းကြဲတဲ့ကိစ္စတွေကဘလို့ဖြစ်လာလဲဆိုတော့အဲ့ဒီမြို့တွေကဗာရာဏသီမြို့တွေကထင်းခွေစားရတဲ့လင်မယား2ယောက်ရှိတယ်အဲ့ဒါမယားကအိမ်မှာတမင်းချက်နေရစ်ပြီးတော့ယောက်ျားဖြစ်တဲ့လူကထင်းခွေထွက်ရတယ်အဲ့ဒီလိုနဲ့ထင်းစည်းကလေးပိုက်ပြီးတော့ရွက်ပြီးတော့ထမ်းပြီးတော့ပြန်လာတာအဲ့ဒီနေ့မှာမိုးချုပ်လို့မြို့တကားတွေပိတ်လို့မြို့တွေကိုမဝင်နိုင်ဘူးအဲ့ဒါနဲ့မြို့အပြင်ဘက်ကခရီးသည်တွေတဲခိုကိုစောက်ထားတယ်တောအုပ်ရဲ့ဘေးမှာရှိတယ်ဇေယျပေါ်မှာတက်ပြီးတော့အိတ်တာအဲ့ဒီဇေယျရဲ့ထိတ်မှာလည်းပဲတစ်ပင်ကြီးတော်တော်ကြီးကြီးရှိတယ်အဲ့ဒါညလည်းရောက်ပြီဆိုတော့တောချက်တွေပေါ့ဗျာကြက်တွေကလာပြီးတော့အဲ့ဒီအပင်ပေါ်မှာအိတ်တန်းတက်ကြတာအဲ့ဒါဒီစင်းရဲသားကလည်းကြောက်ကြောက်လန့်လန့်နဲ့တယောက်တည်းအိတ်တာအဲ့တော့ကြောက်ကြောက်လန့်လန့်အိတ်တော့အိတ်မပြောဘူးအိတ်မပြောတော့ညသကောင်ရောင်လောက်တွေရောက်တော့
จิตတွေကလူစကားပြောတာကိုကြားရတယ်တဲ့ဆန်းကျင်တယ်တော့လာမြန်ပြီတော့ဒီကနေ့တော့ဘုန်းကြီးကအသန်းလေးကြီးဟောနေတယ်လို့မအောင်မင်းနဲ့ဟုတ်လားဟိုတလုံးကတော့ကြားဖို့လိုက်သေးတယ်တော်တော်ကြာပါပြီကြောင်ကနေလူစကားပြောတယ်တဲ့ဟုတ်လားဒါကတော့ဟိုလေးလာစူးစမ်းဖို့ကိစ္စတွေကိုပြောတာပါယုံနာမယုံနာတကားလည်းမတို့ရဲ့အပိုင်းကဏ္ဍပေါ့လေဟုတ်လားလောကကြီးမှာဇတ်တော်တွေထဲမှာတော့မြတ်စွာဘုရားကတော့ဟောထားတာရှိတာပဲဟုတ်လားဒါပေမဲ့ဟိုကိုသိတဲ့အတိလေးကိုသိပြီးတော့အထင်မကြီးဖို့တော့လိုတာပေါ့လေထားပါတော့အဲ့ဒါလို့နဲ့ကျင့်တွေကလူစကားပြောတယ်ဟဲ့လူကပြောနေတယ်သူထင်မှာပေါ့အဲ့ဒါနဲ့ကြည့်တော့ဟာကျင့်တွေပြောနေတယ်ပေါ့အဲ့ဒါဘာလို့ပြောလို့ဆိုတော့ကျက်ဖနှစ်ကောင်စကားပြောနေတာအပေါ်ကကျက်ကမစင်ဆွန့်ချတော့အောက်ကကျက်ရဲ့ခေါင်းပုံကိုကြာငါခေါင်းပုံမစင်ချွန့်ဆွန့်ချတာမစုလဲငါပါလို့ပြောဟာဘာဖြစ်လို့လှုပ်လဲဆိုတော့မတော်လို့ပါလို့ပြောတယ်အဲ့ဒါအောက်ကကျက်ကသီးမခံနိုင်တော့ကျက်နှစ်ကောင်ရံဖြစ်ကြရံဖြစ်တော့အမမင်းကဘာဆွမ်းလို့လဲမင်းရဲ့ဘာအစွမ်းအတ္တိကိုအမိပြုတ်ပြီးတော့မာနကြီးနေတာတော့အမိပြုတ်တရားတစ်ခုခုတော့ရှိမှမာနကလည်းဖြစ်တာကိုဗျအဲ့လိုပြောတော့အောက်ကကျက်ကမင်းကငါ့ကိုရာရာဆဆကြက်မြန်းထင်းနေလားပေါ့ငါ့ကိုတတ်ပြီးတော့စားတဲ့လူကအဲ့ဒီနေချင်းမင်းအသဗျာထောင်တုပ်ရနိုင်တယ်လို့ပြောတယ်ဒီလောက်လေးအစွမ်းနဲ့မင်းငါ့ကိုလာပြောနေတာအံ့ရောတဲ့အပေါ်ကကျက်ကဟုတ်လားတကယ်ဆိုလို့ရှိရင်ငါရဲ့အစွမ်းကိုမင်းမသိလို့ပြောတာငါရဲ့အတွင်းသားအင်မတန်ကြီးမြတ်တဲ့အသားကိုစားရတဲ့လူဟာ9ရက်အတွင်းမှာရှင်ဘရင်ဖြစ်မယ်တဲ့ဟုတ်လားအပြင်ဘက်ကအသားကိုစားရတဲ့ပုဂ္ဂိုလ်ဟာတဲ့ယောက်ျားဆိုလို့ရှိရင်စစ်သေးနာပဋိချုပ်ဖြစ်မယ်မိန်းမဆိုရင်မိဖုရားဖြစ်အယိုးသားကိုစားရတဲ့ပုဂ္ဂိုလ်ဟာလူဆိုရင်ဗန္ဒာဆိုဖြစ်မယ်ယတိယဟန်ဆိုရင်မင်းဆရာဖြစ်မယ်မင်းဒီလောက်နဲ့ငါလာမပြောနဲ့သူတို့တည်တွင်သူတို့ဒူးတာပဲဟုတ်လားအဲ့ဒီမှာဇရက်ပေါ်မှာအိတ်နေတဲ့ကောင်ကငွေ1000ပါလို့မှလည်းအောက်ကကျက်ကိုစိတ်မဝင်စားဘူးအပေါ်ကကျက်ကိုစိတ်ဝင်စားတယ်အဲ့ဒါနဲ့တက်ပြီးတော့အပေါ်ကကျက်ကိုဖမ်းရိုက်တက်ယူသွားရောမနဲ့လင်းပြီးရောအိမ်ရောက်တော့မိမကိုအင်မတန်အရေးကြီးတယ်ကောင်းကောင်းမွန်မွန်ချက်နော်ကောင်းကောင်းမွန်မွန်ချက်ဒီနေ့တကယ်ကိုမင်္ဂလာရှိစေမယ်ဆိုလင်မယားနှစ်ယောက်ကြက်သားချက်ထမင်းကောင်းကောင်းချက်ပြီးတော့ထမင်းတောင်းလေးနဲ့ထည့်ပြီးတော့ဒီလိုကြက်သေးမရှိတဲ့အိမ်စုပ်ထဲမှာမစားခြင်းအင်မတန်သားရလှပ်ပါတဲ့ခင်ကံမြေကမ်းပေးမှာရေချိုးပြီးတော့တကယ်ကိုအပန်းဖြေပြီးမှစားမယ်အဲ့တော့ထမင်းတောင်းလေးမိမကရွယ်ကြောက်ကြကရှေ့ကသွားထမင်းမစားသေးခင်မှာခန္ဓာကိုယ်တန့်ရှင်းအောင်ရေချိုးရမယ်ဆိုရေချိုးတာအဲ့ဒီလိုရေချိုးတော့ထမင်းတောင်းလေးကိုတဲတောင်မြေပေါ်မှာတင်ထားတာပေါ့ဗျာအဲ့ဒီအချိန်မှာပဲလေတွေအပြင်းထန်တိုက်တယ်တဲ့သူတို့လည်းရေလဲချိုးရောအဲ့ဒီမှာရေတွေကလှိုင်းတွေပုတ်ပြီးတော့အဲ့ဒီထမင်းတောင်းကိုရေလှိုင်းကတည်သွားတာနော်အဲ့ဒီဆင်းရဲသားလေမယားကတော့စာထဲကတော့တိတိကျကျပြောတယ်ပဲဖြင့်ရောသောရေဖြင့်ပြည်သောဖူးဖူးရောင်သောဝမ်းဖြင့်ပြေးကြလေဤတဲ့သူတို့ရဲ့ပိုက်ထဲကိုသဲရည်တွေပဲဝင်သွားတယ်ကြက်သားတော့မစားလိုက်ရဘူးပေါ့ဟုတ်လားအေးအစီအမံနဲ့ချက်ထားတဲ့ကြက်ကဘယ်ရောက်သွားလို့ကြက်သားကမြေချောင်းချောင်းမျိုးသွားပြီအေးအဲ့ဒါကိုဘုရားလောင်းယသိကိုအင်မတန်ကြည်ညိုတဲ့ဆင်းဆရာကဆင်းတွေကိုရင်ချိုးပေးနေတာဆင်းတွေကိုရင်ချိုးပဲဟုတ်လားပေါ်လို့မျိုးလာတာဘာလဲပေါ့အဲ့ဒါနဲ့သူတို့ဘဲတွေကိုဆဲခိုင်းတော့အရှင်ဒါထမင်းတောင်းမယ်ဟာအော်တယ်အောင်မကြက်သားတွေနဲ့ဟေ့တယောက်မှမကင်နဲ့ထူဆန်းနေအဲ့ဒါကိုအလုံးပိတ်အင်းရဲ့တော့ပို့ချင်ငါမိမကိုလည်းမဖွင့်စေနဲ့ဒီကြက်သားကိုငါလာမှစီမံမယ်လို့ပြောလိုက်ဆိုပြီးတော့အိမ်ကိုပို့ခိုင်းလိုက်တယ်သူအလုပ်လဲပြီးပြီဆိုတော့အိမ်ပြန်သွားတယ်အဲ့ဒါကိုဘုရားလောင်းကအဘိညာဉ်နဲ့သိတယ်ငါတကာတော့ကြီးပွားတော့မှာပဲဟုတ်လားငါတကာတော့ကြီးပွားတော့မှာပဲလူပေါင်းမှမို့လဲလူသေးတာကိုဗျဟုတ်လားအေးငါတကာတော့ကြီးပွားတော့မှာပဲဆိုပြီးတော့အဲ့ဒါတကိုးနဲ့အရင်ရောက်အောင်သွားနေပြီးတော့အိမ်မှာထိုင်နေတယ်ရှင်ဆရာကတရားတရားနဲ့ရှိတဲ့လူဆိုတော့ဒီလောက်ကောင်းတဲ့ကြက်သားကိုတို့မစားဘူးဆရာတော်ကိုလှူမယ်ယသိကိုလှူမယ်ပေါ့ဟုတ်လားအဲ့ဒါနဲ့ထမင်းတောင်းကြီးကိုယသိသူမြတ်ကိုကတ်တဲ့အခါကျတော့ယသိကြီးကတိုင်းအဲ့ဒီကြက်သားကိုဘုရားလောင်းကလက်နဲ့တောင်မထီဘူးမထီဘဲနဲ့အဝေးကနေစီမံတာဟိုတဲကဝင်းနေသားကိုတက္ကကြီးစားနော်အပြင်ဘက်ကအသားကိုဒကမာကြီးကိုကျွေးနော်အေးကတ်နေတဲ့အယိုးရင်းလေးကိုငါကတ်စားတာနော်အဲ့ဒီမှာရှင်ဆရာကရှင်ပြန်ဒကမာကြီးကမိဖုရားသူကမင်းဆရာပေါ့ဗျာအေးအဲ့လိုဖြစ်အောင်စီမံတာဟိုကတော့ဘူးမသိပါမသိစားလိုက်တာပဲစားပြီးတော့မင်းနောက်9ရက်အတွင်းမှာရှင်မင်းဖြစ်လိမ့်မယ်ဒါကြောင့်တတိနဲ့နေပါဒါပဲပြောသွားတာအဲ့ဒါတိုက်ဆိုင်တိုင်းပဲအိန္ဒိနာချင်းနိုင်ငံတစ်ခုတိုင်းပြည်တစ်ခုကအဲ့ဒီတိုင်းပြည်ကိုလာဝိုင်းပြီးတော့စစ်ပြူလာအဲ့ဒီမှာသူတို့ရဲ့ရှင်မင်းကရှင်စည်းပြီးတော့စစ်တိုက်တာတိုက်တော့သူကဘယ်လိုစိတ်နဲ့လုပ်တယ်လဲတော့မသိဘူးဆင်းဆရာကိုမင်းမြောက်တစား၅ပါးဝတ်ပေးပြီးတော့သူကဆင်ဦးစီးပုံစံမျိုးနဲ့ရွရွချွန်ချွန်တိုက်တော့တိုက်တာပဲသူ
သူများကရှင်မင်းကိုအဓိကထားပြီးတော့ပြင်ရင်သူလွတ်အောင်မဲ့လှုပ်တလားတော့မသိဘူးပေါ့ဗျာဟုတ်လားရှင်ဦးစီးကိုဘယင်အသွင်ယူပြီးတော့သူကရှင်ဦးစီးအနေနဲ့စစ်ပွဲကိုတိုက်တာစီမံကွက်ခဲတာအဲ့ဒီမှာအရှိန်ဟုန်ပြင်းတဲ့မြားတစ်စင်းဝင်မှန်ပြီးတော့ပိုးချင်းပြီးတည်တယ်အဲ့ဒီရှင်ဘယင်ကတည်တဲ့အခါကျတော့ရှင်ဦးစီးကညံရှိတယ်ဟာဘယင်ကြတယ်မပြောဘူးအကုန်လုံးအားရော့ကုန်ပါဆိုလို့အဲ့ဒါနဲ့တိတ်တိတ်ဆိတ်ဆိတ်ပဲဘာနာလိုက်တွေကိုဖွင့်ပြီးတော့အသပြားထောင်ထုတ်တွေထုတ်ရွှေတွေငွေတွေထုတ်ပြီးတော့မင်းတို့အောင်ရင်ဒါတွေရမယ်ဆိုပြီးတော့ကိုယ့်လူတွေကိုစိတ်အားထက်သန်စွာဖြစ်စေတာအဲ့ဒီမှာအကုန်လုံးရိုးရိုးချွန်ချွန်တိုက်တော့ရန်သူတွေပြေးရတယ်ပြေးရတော့ဘယင်ကြီးလည်းမရှိဘူးဆိုတော့အမှုကြီးမတ်ရသေနာပတိတွေကတိုင်ပင်ကြတဲ့အခါကျတော့တို့ရှင်မင်းကြီးကိုယ်တိုင်ကမသေးခင်ကစမင်းမြောက်တစား၅ပါးဝတ်ပေးသွားတာအဲ့ဒါဘာအဓိပ္ပာယ်လဲဟုတ်သူတို့စဉ်းစားတယ်နော်ပြီးတော့ဒီစင်စရာဟာညံရှိတယ်သူ့ကြောင့်မလို့တို့တိုင်းပြည်ကြီးမကြတာဒါကြောင့်သူ့ကိုယ်သာမင်းမြောက်ကြဆိုပြီးတော့မင်းမြောက်လိုက်တယ်တဲ့ဟုတ်လားအဲ့ဒီတော့ဘေးသက်ပေါင်းသူတော်ကောင်းတို့ကျက်တည်းဆိုတာထိုက်တဲ့ထိုက်ရာကိုရောက်သွားတာဟုတ်ရဲ့လားထိုက်တဲ့ထိုက်ရာကိုရောက်သွားတာဒါမြတ်စွာဘုရားကကံလို့ရဲ့ဆန်းကျယ်ပုံတွေကိုပြောတာနော်အဲ့ဒီမှာဏိဂုံးကျုံမြတ်စွာဘုရားကအဲ့ဒီယဟန်တော်တွေကိုဘာဟောလေဆိုတော့လောကကြီးမှာချမ်းသာတာကောင်းတာမှန်သမျှကောင်းမှုကြောင့်ဖြစ်တာတဲ့ကောင်းမှုကြောင့်ဖြစ်တာဆိုတော့ဘိသပေါင်းသူတော်ကောင်းတို့ကဟာပစ္စည်းတွေပေါ်အောင်တပည့်တို့ဒီမှာချွေးတီကြအောင်လုပ်နေရတာဘယ်ကောင်းမှုကပေးတာလဲလို့အဲ့ဒါလိုမပြောပါနဲ့အဲ့လိုပစ္စည်းဥစ္စာကိုရအောင်တရားတဲ့နီးလန်းနဲ့ကြိုးစားနေတာကိုကစပြီးတော့ဘိသပေါင်းသူတော်ကောင်းတို့သူ့ကိုမကောင်းမှုလို့ပြောလို့ရမလားမရဘူးဒီလိုလုပ်ရင်ဒီလိုဖြစ်မယ်လို့သိတတ်တဲ့ဉာဏ်ဆိုတာလေကောင်းမှုကြောင့်ဖြစ်တာပဲမဟုတ်လားဆိုရပါစို့ဗျာတယောက်နဲ့တယောက်ဉာဏ်ကြီးဉာဏ်သွေးချင်းတူလားမတူဘူးဘာဖြစ်လို့မတူတာလဲသူပြုတ်ခဲ့တဲ့ကံတွေမတူလို့ပေါ့ဗျာအော်စရာကောင်းတယ်နော်မျိုးရိုးကြောင့်လို့ဗီဇကြောင့်လို့အဲ့လိုမပြောပါနဲ့အဲ့ဒါမလုံလောက်ပါဘူးနော်အတူတူမွေးတယ်ညီအကိုရင်းနှစ်ယောက်အမွာဖို့နှစ်ယောက်မိဘအတူတူပဲတစ်ချိန်နဲ့မွေးတယ်တယောက်ကတစ်မျိုးတယောက်ကတစ်မျိုးဖြစ်နေတယ်ဘယ်နဲ့လုံမလဲသိပ္ပံပညာနဲ့ရှင်းမရတဲ့ကာမပြဿနာတွေအများကြီးရှိတယ်ဟုတ်လားအဲ့ဒီတော့တကယ်တမ်းပြည်လေစေတာကအတိတ်ကာလပေါင်းများစွာကဖြတ်သန်းခဲ့ခြင်းအခါကိုပြုတ်ခဲ့တဲ့ကိုယ့်ရဲ့စေတနာတွေကိုပြောခဲ့တဲ့ကိုယ့်ရဲ့အပြောတွေကိုလုပ်ခဲ့တဲ့ကိုယ့်ရဲ့အလုပ်တွေကကိုယ့်ကိုပုံဖော်နေတာအဲ့ဒါကိုပေးတဲ့ပေါင်းသူတော်ကောင်းတို့လက်ခံရလားကောင်းကောင်းပုံဖော်တာဟာကောင်းတဲ့တရားတွေကပုံဖော်မှာပေါ့မကောင်းတာတွေကိုပုံဖော်တာကမကောင်းတဲ့တရားတွေကပုံဖော်မှာပေါ့အဲ့ဒီတော့ကိုယ့်ရဲ့ဘဝလေးဖြောင့်ပြူးခြင်းနဲ့တာယာခြင်းနဲ့နောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုရောက်ခြင်းနဲ့ဆိုရင်တောင်ကောင်းတာလုပ်ဖို့ပဲရှိတယ်ကောင်းတာဒီကိုလိုခြင်းနဲ့ကောင်းတာမှန်သမျှကိုတေချာပေါ့ပေးမယ်လုံးဝတန်တရားမဖြစ်နဲ့ဟုတ်လားဒါရှိအစဉ်အဆက်ဘုရားယန္တာရိယာသူတော်ကောင်းကြီးတွေတိတိအတိုင်းမြင်တိအတိုင်းပြောသွားတာဟုတ်လားအေးကောင်းတာတွေမှန်သမျှကိုလိုချင်နေဆိုရင်ဘာကိုလုပ်ရမလဲကောင်းတာကိုလုပ်ရမယ်ကောင်းတာဒီသာလင်ကောင်းတာကိုဖြစ်စေလိမ့်မယ်ဒါကြောင့်အဲ့ဒီမှာအဲ့ဒီဇတ်တော်ရဲ့အဆုံးမှာမြတ်စွာဘုရားကနိတိကန္နသုတ်တံမှာလာတဲ့ဂါထာတွေကိုဟောတာဗျနိတိကန္နသုတ်တံဆိုတာကဦးဇင်းတို့ပိဿပေါင်းသူတော်ကောင်းကြီးတို့တရားဘုဒ္ဓကြီးတဲ့ပုဂ္ဂိုလ်တွေသိဘူးမှာပါနိတိကန္နဆိုတာရွှေအိုးမြုပ်ခြင်းလို့အဓိပ္ပာယ်ရတဲ့သုတ်တံဟုတ်လားကုသိုလ်ကောင်းမှုဆိုတာနောက်တစ်ချိန်မှာကိုယ့်ကိုကောင်းကျိုးပေးမဲ့ချမ်းသာပေးမဲ့ရွှေအိုးတွေမြုပ်ထားတယ်လို့မျိုးမိမိရဲ့စိတ်တန်တံမှာမြုပ်နှံထားတာစေတနာကောင်းတာတစ်ချက်ဖြစ်လိုက်တိုင်းစိတ်တန်တံမှာကမ္မပစ္စယတတ္တိအနေနဲ့ရွှေအိုးတစ်လုံးမြုပ်လိုက်တာပဲဟုတ်လားကံဆိုတာမိုးပေါ်ကကြာလာတာမဟုတ်ဘူးဟုတ်လားကိုယ့်ရဲ့စေတနာကောင်းလေးတစ်ချက်ကိုယ်တန်တံမှာဖြစ်အောင်လုပ်လိုက်တာနဲ့တပြိုင်တည်းကိုယ့်ရဲ့တန်တံမှာကမ္မပစ္စယတတ္တိတစ်ခုကိုမြုပ်နှံလိုက်တာစေတနာကတော့ပျက်စီးသွားတယ်သင်္ခါရတရားကိုသို့တော့ဘာကမပြတ်တယ်လဲဆိုတော့တတ္တိကမပြတ်ဘူးပိဋကဘာကမပြတ်ဘူးလဲတတ္တိကမပြတ်ဘူးနော်ဆိုကြပါစို့ဦးဇင်းတို့မျိုးစီထဲမှာတရက်စီလေးတစ်စိပဲပြောကြည့်ရအောင်နော်အဲ့ဒီထဲမှာဆိုကြပါစို့စိတ်တစ်လုံးတရက်စီတောင်မှစိတ်တစ်လုံးနော်ကျန်တဲ့တရက်စီမဟုတ်ဘူးအဲ့ဒီတရက်စီထဲမှာတရက်ပင်ပုံသဏ္ဍာန်မျိုးတရက်ရွက်ပုံသဏ္ဍာန်မျိုးအပွင့်ပုံသဏ္ဍာန်မျိုးဖြစ်မှာလေအများကြီးပါအကုန်လုံးပါတယ်ဒီထဲမှာရှားကြည့်လို့တွေ့နိုင်မလားမတွေ့နိုင်ဘူးထူးခြားတာဘယ်လောက်ထိထူးခြားတော့ကျန်တဲ့တရက်ပင်တွေနဲ့မတူအောင်အနှံကလေးကစဘယ်နာလေးကဘယ်လိုဖြစ်မှာလဲအရာသာလေးကဘယ်နာလေးကဘယ်လိုဖြစ်မှာလဲမျိုးစေ့တွေရဲ့ကိစ္စအံ့ဩစရာမကောင်းဘူးလားအေးအဲ့ဒါဦးဇင်းတို့ကျမ်းဂန်နေတဲ့ကတော့ဒါကိုဗီဇနိယာမလို့ဒီလိုပြောတယ်နိယာမက၅မျိုးလောက်ရှိတာကိုဗျကာမနိယာမတဲ့ဗီဇနိယာမတဲ့စိတ်တနိယာမတဲ့ဓမ္မနိယာမတဲ့ဥတုနိယာမတဲ့ဟုတ်လားသူ့ပုံမှန်ကလေးအစဉ်အတိုင်းလေးဖြစ်နေတာဘယ်သူမှဒါကိုပြုပြင်ဖန်တီးလို့မလွယ်တဲ့ကိစ္စဟုတ်လား
အခုခေတ်တတိတွေကိုအမျိုးမျိုးပြင်ကြတာရှိတယ်ဒါသူ့ရဲ့ဗီဇာလေးကိုပြင်လိုက်တော့ဗီဇာကပြောင်းသွားတော့ပေါက်လာတဲ့အပင်တွေကလည်းပြောင်းသွားတာပေါ့ဟုတ်လားထားပါတော့အဲ့ဒီတော့မြတ်စွာဘုရားကကောင်းတဲ့စေတနာလေးလှုပ်လိုက်ခြင်းသည်ကောင်းတဲ့အကျိုးကိုပေးမဲ့ကမ္မပစ္စည်းတတ္တိကလေးကိုမြုပ်နှံတာတတ္တိဆိုတာမျိုးစိတ်မှာပါနေတဲ့တတ္တိမျိုးဟုတ်ရဲ့လားမကောင်းတဲ့စေတနာတွေစေတနာကတော့သူကမူရင်းကကောင်းတယ်မကောင်းတယ်လို့မရှိဘူးကုသိုလ်နဲ့လည်းရှင်းတာပဲအကုသိုလ်နဲ့လည်းရှင်းတာပဲနော်ကုသိုလ်ဖြစ်တဲ့လည်းစေတနာပါတာပဲအကုသိုလ်ဖြစ်တော့လည်းစေတနာပါတာပဲသူကအတွင်စိတ်ဆိုနေတဲ့ပုဂ္ဂိုလ်ခေါင်းဆောင်ကြီးပေါ့ဗျာနန္တရားတွေထဲမှာတော့ခေါင်းဆောင်ကြီးဆိုကြပါစို့တို့သွားကြစို့ဟေးအလုံးလုံးကြစို့စိတ်ဆိုတဲ့ခေါင်းဆောင်အလုံးသမားခေါင်းဆောင်သူရှေ့ဆုံးကထွက်တယ်ဟုတ်လားကောင်းတာတွေလုပ်ရင်လည်းသူရှေ့ဆုံးကပါတယ်မကောင်းတာတွေလုပ်ရင်လည်းသူရှေ့ဆုံးကပါတယ်ဟုတ်လားအဲ့ဒီစေတနာကိုပဲကံလို့ပြောတာလောဘဒေါသတွေနဲ့ပေါင်းမိတဲ့စေတနာကတော့မကောင်းတဲ့တတ္တိတွေကိုမြုပ်နှံသွားပြီဒီထဲမှာအလောဘအဒေါသအမောဟနဲ့ပေါင်းမိတဲ့စေတနာကတော့ကောင်းတာတွေကိုမြုပ်နှံသွားတယ်အဲ့ဒီကောင်းသောတတ္တိမကောင်းသောတတ္တိကတတ္တဝါတွေကိုကောင်းရင်မကောင်းရင်ဖြစ်အောင်ဖန်တီးနေတာဟုတ်ရဲ့လားဒါကြောင့်ကုသိုလ်ကောင်းမှုတစ်ခုလုပ်လိုက်ခြင်းသည်မိမိရဲ့အစ္ဆဒအတွင်းတန်တန်မှာအချိန်မရွေးထုတ်ဖော်သုံးဆွဲနိုင်တဲ့ရွှေအိုးတွေကိုမြုပ်နှံခြင်းပဲလို့မြတ်စွာဘုရားကအဲ့ဒီမှာဟောတာဟုတ်လားအဲ့ဒီမှာရွှေအိုးကို၄မျိုးလောက်တောင်ဟောပါတယ်ဗျာနော်ရွှေအိုးကိုအဲ့ဒီမှာမြတ်စွာဘုရားက၄မျိုးလောက်ဟောတယ်ဗျာနော်အဲ့ဒီဥစ္စာလေးဦးဇင်းတို့အကျေမပြောတော့ပါဘူးဒါနတည်လဲရွှေအိုးတစ်လုံးပဲဟုတ်လားဒီဒါနနဲ့ဒကာဓမ္မတို့ဦးဇင်းတို့ဒီလောကီစီစဉ်ကိုလည်းရနိုင်တယ်နတ်စီစဉ်လေးရနိုင်တယ်မြမစီစဉ်လေးရနိုင်တယ်တာဝကညာအထွတ်အထိပ်လို့ခေါ်ရတဲ့ယဟန္တာဖြစ်အောင်လေဒီဒါနကလည်းပြုနိုင်တာပဲအကြောင်းထောက်ပံ့ပေးနိုင်တာပဲမြတ်စွာဘုရားကဘယ်လောက်ထိဟောလဲဆိုတော့ဒီရွှေအိုးလေးလုံးကိုသာမြုပ်နှံမယ်ဆိုလို့ရှိရင်လောကီစီစဉ်နော်နောက်ဆုံးဇံအဘိညာဉ်အရဟတမေအရဟတဖို့တာဝကမှာမဟာတာဝကအခတာဝကနော်ပြည့်စေကဗုဒ္ဓသမ္မာတံဘောဓိစုလို့ခေါ်ရတဲ့ဖရာအဖြစ်ကိုတောင်ဒီရွှေအိုးတွေကပေးနိုင်တယ်အဲ့ဒါလောက်ထိနိရိကန္နတုတ်မှာမြတ်စွာဘုရားဟောထားတာကောင်းတာမှန်သမျှကိုလောကီစည်းစိမ်ကစပြီးတော့နောက်ဆုံးဖရာဖြစ်သည့်အထိပေးတော်တာဟာကောင်းမှုကပေးတော်တာဖရာဆိုပြီးတော့အကြီးကျယ်ဆုံးဖြစ်တယ်ဆိုတာကောင်းတာတွေကိုအကြီးကျယ်ဆုံးလုပ်တော်နိုင်လို့ပါဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ကောင်းတာတွေကိုဖြစ်ချင်ရင်ကောင်းတာတွေကိုကြိုးစားပြီးတော့လုပ်ဖို့ပဲရှိတယ်ဟုတ်လားဒီကောင်းမှုဒီသာလင်ကောင်းစီတယ်ဆိုတဲ့အယူဆကိုခိုင်မြဲစွာတည်ဆောက်ဖို့လိုပါတယ်မကောင်းသောအမှုဒီသာလင်ဆင်းရဲဒုက္ခအလုံးကိုဖန်တီးလိုက်မယ်ဆိုတာကိုလည်းပဲခိုင်မြဲစွာနားလည်ထားဖို့လိုပါတယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီနိတိကန္နသုတ်တံမှာလေခုဒီဇတ်တော်ရဲ့အဆုံးမှာလည်းပဲဟောပါတယ်နောက်ဆုံးဂါထာလေးဦးဇင်းတို့အဲ့ဒါလေးပြောပြီးတော့ဦးဇင်းတို့ရဲ့တရားကိုဏိကုံးချုပ်မယ်နော်နောက်ဆုံးဂါထာလေးတော်တော်ကောင်းတယ်ကုသိုလ်ကောင်းမှုဆိုတာကောင်းတဲ့အရာမှန်သမျှအားလုံးကိုဖန်တီးနိုင်တယ်လောကီစည်းစိမ်ကစပြီးတော့သဗ္ဗညုတဉာဏ်အထိကုသိုလ်ကောင်းမှုဆိုတာဖန်တီးနိုင်တယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကဘယ်လိုပြောသလဲဆိုတော့ဧဝံမဟိတိကဧတယတိတံပုညတံပရံဧဝံမဟိတိကဧတယတိတံပုညတံပရံတသမတိရာပတံတန္တိပန္တိတံကတပုညတံဒီအဓိပ္ပာယ်လေးဦးဇင်းကနည်းနည်းလေး9မိနစ်လောက်အချိန်ယူပြီးတော့ပြောမယ်နော်ယတိတံပုညတံပရံအကျဉ်ကုသိုလ်ကောင်းမှုဤပြည့်စုံခြင်းသည်အဋ္ဌိတန္တိရှိပါကုန်၏လူတယောက်ကုသိုလ်ကောင်းမှုတွေကိုပြည့်စုံအောင်လုပ်တယ်ကုသိုလ်ကောင်းမှုဆိုတော့ဒါနလည်းပါတယ်သီလလည်းပါတယ်ဘာဝနာလည်းပါတယ်ပေါ့ဗျာတနည်းအားဖြင့်ဒါနသီလသမာဓိပညာပေါ့ဗျာအဲ့ဒါလိုကုသိုလ်ကောင်းမှုကိုလူတယောက်ဟာပြည့်စုံအောင်လုပ်တယ်ယတိတံပုညတံပရံအကျဉ်ကောင်းမှုဤပြည့်စုံခြင်းသည်အဋ္ဌိတန္တိရှိပါကုန်၏ဧတံထိုကောင်းမှုဤပြည့်စုံခြင်းသည်ဧဝံဤသို့ဤပုံမဟိတိကကြီးကျယ်တဲ့တကူအာနိသင်ရှိပါ၏လောကမှာတကူဆိုတာကောင်းမှုကိုပြောတာပိဋကတကူဆိုတာဘာကိုပြောတာတော့ကောင်းမှုကိုပြောတာဟာဒီလူတကူကြီးလိုက်တာကောင်းမှုကြီးလိုက်တာလို့ပြောတာတကူကဘယ်နားလေးမှာသွားရှာလို့ရတာမဟုတ်ဘူးကောင်းမှုရဲ့တမျိုးသောနာမည်ပေါ့နော်ယတိတံပုညတံပရံအကျဉ်ကောင်းမှုဤပြည့်စုံခြင်းသည်အဋ္ဌိတန္တိရှိပါကုန်၏ဧတံထိုကောင်းမှုဤပြည့်စုံခြင်းသည်ဧဝံဤသို့ဤပုံဒီတိုင်းသည်ကိုယ်အမတန်ကြီးညိုတဲ့မြတ်စွာဘုရားကိုပူဇော်ခြင်းနဲ့ဆိုလို့ရှိရင်အမြတ်ဆုံးပူဇော်ခြင်းဖြင့်ပူဇော်ရရောက်အောင်တ
တရားအချင်းဖြင့်ပူဇော်တတ်ဖို့လိုပါတယ်စွမ်းရည်ရံပန်းစီမီတို့ဖြင့်ပူဇော်တာထက်အချင်းမြတ်ကိုချက်တော်များကအမြတ်ဆုံးသောပူဇော်ခြင်းလို့မြတ်စွာဘုရားဟောပါတယ်ဒါကြောင့်မြတ်စွာဘုရားကိုမြတ်စွာသောပူဇော်ခြင်းဖြင့်ပူဇော်နေတာလို့နားလည်ပါအာနာပါနာဘာဝနာကိုပွားများရင်တတိပဋ္ဌာန်တရား၄ပါးပြည့်စုံတယ်မြတ်စွာဘုရားဟောပါတယ်တတိပဋ္ဌာန်တရား၄ပါးကိုပွားများရင်ဘုဇင်9ပါးပြည့်စုံတယ်လို့မြတ်စွာဘုရားဟောပါတယ်ဘုဇင်9ပါးကိုပွားများရင်တော့ဝိဇ္ဇာဝိမု ക്തി လို့ဆိုတဲ့မဉ္ဇဉ်ဖွဉ္ဇဉ်တို့နဲ့ပြည့်စုံနိုင်တယ်လို့မြတ်စွာဘုရားဟောပါတယ်ဒါကြောင့်အာနာပါနာဘာဝနာလို့ခေါ်ရတယ်ဝင်လေဝင်တိုင်းထီတိုင်းတည်ထွက်လေထွက်တိုင်းထီတိုင်းတည်ဒီထီတည်တတိအလုပ်ကိုဆွေးနွေးစွာကြိုးစားပါဝင်လေလေးဝင်တိုင်းထီတဲ့သဘောလေးတွေဟာတတိပြီးတတိဆန်းဆန်းမပြတ်ဖြစ်ပေါ်သွားတာအဲဒီထီတဲ့သဘောလေးတွေကိုအသေးစိတ်သိအောင်ကြိုးစားပါလွတ်သွားတာတွေအတွက်စိတ်မဖြစ်ပါနဲ့တဏှာကလေးကြိုးစားပါဝင်လေလေးဝင်တိုင်းထီးတဲ့သဘောတွေဟာဆန်းဆန်းမပြတ်တတိပြီးတတိဆန်းဆန်းမပြတ်ဖြစ်ပေါ်သွားတာအဲ့ဒီထီးတဲ့သဘောလေးကိုသိအောင်ကြိုးစားပါထီးတာကိုသိတိုင်းအမတန်မြင့်မြတ်တဲ့သဘောတွေဖြစ်တယ်အမတန်ဖြူစင်တဲ့သဘောတွေဖြစ်တယ်အမတန်တန်ရှင်းတဲ့သဘောတွေဖြစ်တယ်နိဗ္ဗာန်ရောက်ကြောင်းကုသိုလ်ကောင်းမှုစီးပူးဝေဒံဖြစ်တယ်ပါရမီဆိုတာဒီလိုဖြည့်ကြရတာဒါကြောင့်ဝင်လေဝင်တိုင်းထီတိုင်းတည်ထွက်လေထွက်တိုင်းထီတိုင်းတည်ကြိုးစားပါကဲဦးဇင်းတို့10မိနစ်တောင်ရှိသွားပါပြီဗျာမြတ်စွာဘုရားကိုကျင့်မြတ်ဖြင့်ပူဇော်ရပြီလေလို့အားလုံးဝမ်းမြောက်ဝမ်းသာဖြစ်နိုင်ကြပါစေကဲဦးဇင်းတို့မေတ္တာပို့ပြီးတော့နာရဝိနဲ့ကံတရားဆိုတဲ့တရားကိုဆုံးသတ်ကြရအောင်ဘဝတုတ္တဗမင်္ဂလာရကံတုတ္တဗဒေဝတာတဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတေဘဝတုတ္တဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗဓမ္မာ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတေဘဝတုတ္တဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗသံဃာ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတေတေတုမာကသင်တရားနာပိတ္တပေါင်းသင်သူတော်ကောင်းတို့စတာအလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်ကောင်းနာပေါင်းတို့ကလည်းပဲရခန္တုကောင်းစွာမသိဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနကင်းငါဝါတို့သေးစုမငါပွင့်တော်မူကြတဲ့ဆိုတော်ဒါပါဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မ ानु ဘာဝေနမေလီရန်ပူရိရန်နိဗ္ဗာန်ပရိယတိဟုဆိုသောစေရန်သောတရားတော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗတံဃာ ानु ဘာဝေနမဂ္ဂထံ၄ယောက်ပလထံ၄ယောက်ဆိုသောရှင်ယောတော်ရိယံတန်ခါရှင်မြတ်တို့နှင့်တကွာသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နှင့်ပြည့်စုံတော်မူရတဲ့သမုဒိတံခါရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းတရားနိယောညောဘေခမဆိုင်ခြင်းရှိတိုင်းဒုက္ခိကိုယ်စိတ်နှဖျားချမ်းသာချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသိဖြစ်တော်မူကြပါစေတည်း